မင်္ဂလာပါဒီနေ့မှာတော့ထိုင်းစင်တီမီတာအခြေခံပတ်တန်ဆွဲနည်းလေးကိုဆွဲပြသွားမှာဖြစ်တယ်ပတ်တန်စပြီးတော့ဆွဲရမယ်ဆိုလို့ရှိရင်ပတ်တန်ရဲ့သဘောတရားအတိုင်းပဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ထိုင်းစင်တီမီတာနီးမှာကခါးနဲ့တင်မနဲ့ကိုတစ်ဆက်တည်းတစ်ခါရနဲ့ဆွဲတယ်အဲ့တော့ဒီလိုတစ်ဆက်တည်းဆွဲတဲ့ပတ်တန်ခါးနဲ့တင်မနဲ့ကိုတစ်ဆက်တည်းဆွဲတဲ့ပတ်တန်ကိုတာဆိုဘလော့လို့လည်းခေါ်တယ်ပေါ့နော်ထိုင်းစင်တီမီတာနီးမှာကပါလာလဲဆိုရင်ပခုံးတောက်လေးပါလာတယ်โอเคအဲ့တော့ဒီထိုင်းစင်တီမီတာဆွဲဖို့အတွက်ဆိုလို့ရှိရင်တော့ဒီမှာလိုအပ်သောကိုယ်တိုင်ဆိုပြီးတော့တစ်ကနေပြီးတော့16ခုရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီဗီဒီယိုလေးမှာကကြတော့ခဏကိုယ်တိုင်းနည်းတွေကိုမပြတော့ဘူးကျွန်တော်ရဲ့ account ထဲမှာဆိုလို့ရှိရင်ဒီကိုယ်တိုင်းနည်းတွေကိုဘယ်လိုတိုင်းရမလဲဆိုတာကိုပုံလေးတွေနဲ့ရှေ့မဲ့တင်ထားပြီးမြဝင်ကြည့်လိုက်လို့ရတယ်နော်အဲ့တော့ဒီမှာပကုံးတန်ဖိုးလေးတွေတော့တတ်မှတ်ထားတဲ့အတိုင်းပဲတိုင်းလို့ရလာတဲ့ကောင်လေးတွေကိုဒီမှာရေးထားလိုက်မယ်ဟုတ်ပြီနော်အဲ့လိုရေးလို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီပုံနေနည်းလေးတွေစပြီးတော့တည်ထားဖို့လိုတယ်အဲ့တော့ထိုင်းစင်တီမီတာနီးမှာပုံနေနည်းတွေဘယ်နှခုရှိရလဲဆိုရင်တော့ဒီ9ခုရှိတယ်အဲ့တော့ဒီ9ခုပဲပေါ့နော်နောက်ထပ်ဘယ်ပုံနေနည်းတွေမှမရှိတော့ဘူးဒီဟာပဲပေါ့နော်ဒါလေးရရင်ရပြီโอเคအဲ့တော့ဒီကောင်လေးလည်းတော့ဒီအလွတ်ချက်စရာမလိုဘူးသူ့ရဲ့သဘောတရားလေးကိုတည်သွားပြီဆိုလို့ရှိရင်တော့ပဒံဆွဲရတာပို့ပြီးတော့လွယ်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီရှင်ရယ်ခါးရယ်တင်ရယ်ဆိုပြီးတော့အောက်မှာရှိရယ်ရှင်ခါးတင်ဆိုပြီးတော့တန်ဖိုးလေးတွေရှိမယ်အဲ့တန်ဖိုးလေးတွေကိုတော့ဘာပေါင်းလိုက်မလဲဆိုရင်ရှင်ကို4ပေါင်းမယ်ခါးကို2ပေါင်းမယ်တင်ပတ်လေကိုတော့နောက်ထပ်4ပေါင်းလိုက်မယ်4နဲ့4ဆိုတဲ့တန်ဖိုးလေးတွေပေါင်းလိုက်တယ်ဘာလို့ပေါင်းတာလဲဆိုလို့ရှိရင်ပွားစာအဲ့တော့ရှင်တစ်ပတ်လေလုံးမှာရင်တော့ပွားစာဒီ4 cm ရှိနေလိမ့်မယ်ခါးတစ်ပတ်လေလုံးမှာပွားစာဒီ2 cm ရှိနေပြီးတော့တင်ပတ်လေမယ်ဆိုလို့ရှိရင်ပွားစာကတနည်းအားဖြင့် ace လို့ခေါ်ရပါတော့အဲ့ကောင်လေးက4 cm ဆိုပြီးတော့ရှိနေလိမ့်မယ်အဲ့တော့ရှိနေတဲ့ကောင်မှာသူကရလာတဲ့ပေါင်းလိုက်လို့ရတဲ့တန်ဖိုးတွေကိုတော့ဗာနဲ့စားမယ်ဆို4တွေနဲ့အကုန်လုံးလိုက်စားလိုက်မယ်ဘာလို့4နဲ့လိုက်စားလဲဆိုလို့ရှိရင်တို့ရဲ့ခန္ဓာကိုယ်ဒီတချမ်းစာကိုပဲဆွဲမှာမလို့ဟုတ်ပြီနော်အဲ့တော့တို့ရဲ့ခန္ဓာကိုယ်ကတပတ်လေရှိတယ်တပတ်လေရှိတဲ့ကောင်တို့က4ပိုင်းပိုင်းလိုက်တယ်ပိုင်းလိုက်တဲ့ကောင်မှာတို့ဒီတချမ်းစာကိုပဲဆွဲမှာမလို့4နဲ့စားလိုက်တယ်အဲ့4နဲ့စားလိုက်တဲ့အခါမှာတို့ဒီခန္ဓာကိုယ်ရဲ့တချမ်းစာတန်ဖိုးလေးတွေအတီးတီးရလာလိမ့်မယ်အဲ့တော့ဒီမှာတော့ calculator တွေကိုနှိမ့်မပြနေတော့เนาะအချိန်နဲ့အရန်ကြာသွားမှာဆိုလို့အဲ့တော့ဒီမှာ AI နေပါတောင်ပေါ်လာနေเนาะ calculator ကတော့ဒါလူတိုင်းနှိမ့်တတ်တယ်โอเคအဲ့တော့ရလာတဲ့တန်ဖိုးလေးเนาะအစားသွင်းပြီးနှိမ့်လိုက်တဲ့အခါမှာတန်ဖိုးအတီးတီးရလာပြီအဲ့တော့ရလာတဲ့အခါမှာတို့ဒီရင်နဲ့တင်နဲ့ကိုထပ်ပြီးတော့ဆက်သွားမယ်ခါတော့ဒီတိုင်းတိုင်းပဲရလာတဲ့အဖြေဒါဒီ final ဟုတ်ပြီเนาะ final answer ရလာပြီအဲ့တော့ရှင်မာနိုဒီ +1 -1 လုံးမယ်တင်မာလဲ +1 -1 ရလာတဲ့အဖြေကိုအပေါင်း1ပေါင်းမယ်1ပြန်နှုတ်တယ်ဆိုတော့အတူတူပဲသူရဲ့ original ဒီအဖြေပဲပြန်ရမှာပဲဟုတ်ပြီနော်အဲ့တော့မိုင်းတော့က +1 -1 လောက်လိုက်တဲ့အခါမှာရှင်တန်ဖိုးကို +1 ပေါင်းလိုက်တာ25ရတယ် -1 နှုတ်လိုက်တာ23ရတယ်အဲ့တော့ဘာလို့ +1 -1 လောက်တာလဲဆိုရင်တို့ရှင်မာဒီဟုတ်ပြီနော်ရှေ့နဲ့နောက်နဲ့ဒီမတူရှေ့မှာဆိုလို့ရှိရင်ရင်ပတ်ရှိတယ်သူ့ရဲ့အမောက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ +1 ပေါင်းလိုက်တဲ့တန်ဖိုးလေးကို F လို့သတ်မှတ်လိုက်မယ်နောက်ချမ်းမှာတော့ဒီရင်ပတ်လည်းအမောက်တွေမရှိလို့ minus နှုတ်ထားတဲ့တန်ဖိုးလေးကို23ဆိုပြီးတော့လောက်ထားလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ချမ်းဆွဲမှာပေါ့နော်ပက်တန်ဆွဲမှာဒီရှေ့ချမ်းရယ်နောက်ချမ်းနှစ်ချမ်းဆွဲမှာအဲ့တော့ရှိနေတဲ့ရင်တန်မိုးက24ရှိရဲဆိုပါစို့အဲ့တော့ဒီမှာ24ဒီမှာ24ဆိုရင်ကျွန်တော်တို့ဒီ +1 -1 မပေါင်းထားတဲ့အဖြေဆိုရင်စုစုပေါင်းဘယ်လောက်ရမလဲ48ရမယ်အဲ့ဒါဆိုလို့ရှိရင်တို့ဒီ +1 -1 ပေါင်းပြီးတဲ့အဖြေကိုလည်းပြန်ပေါင်းကြည့်လိုက်မယ်ဒီမှာ +1 က25 -1 က23အဲ့တော့25နဲ့23နဲ့ပြန်ပေါင်းရင်လည်း48ပဲအဲ့တော့ဒီတန်မိုးမှာတော့တို့ဒီ25 3ပြီးတော့နောက်ချမ်းမှာတော့23 3လိုက်တဲ့အခါမှာပတ်လေရဲ့တန်ဖိုးကပြောင်းလဲခြင်းမရှိဘဲနဲ့ရှေ့ချမ်းနောက်ချမ်းရဲ့တန်ဖိုးဒီအနေအများလေးပဲကွာလာတာအဲ့ဒီသဘောတရားလေးရမယ်နော်အလားတူပဲကျွန်တော်တို့ဒီတင်ပတ်လည်မယ်ဆိုလို့ရှင်လဲ +1 -1 ပေါင်းလိုက်တဲ့တန်ဖိုးကဒီလိုအတီးတီးရလာလိမ့်မယ်အဲ့တော့တင်မယ်ဆိုရင်တစ်ချက်ကြအောင်အပေါင်းဟုတ်ပြီနော် +1 ပေါင်းထားတဲ့ကောင်ကတော့ B နောက်ချမ်းကိုပို့လိုက်မယ်ဘာလို့နောက်ချမ်းကိုပို့ရလဲဆိုလို့ရှင်တင်ပါးဒီပဲမယ်ရှိနေလို့လဲဆိုရင်နောက်မှရှိနေလို့အဲ့တော့များတဲ့တန်ဖိုးလေးကိုနောက်ချမ်းကိုပို့ထားပြီးတော့နည်းတဲ့တန်ဖိုးလေးကိုတော့ရှေ့ချမ်းကိုတုံးထားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့25.25ကိုနှစ်ခါလုံးလိုက်မယ်ပြီးတော့ဒီ+1 နဲ့ -1 အဖြေနဲ့ဒီပြန်ပြီးတော့တူရမယ်သူရဲ့နှစ်စားနဲ့သူတို့နှစ်ခုပေါင်းတာနဲ့ဒီအတူတူပဲဟုတ်ပြီနော်အဲ့တော့ပတ်လေရဲ့တန်ဖိုးဒီပြောင်းလဲခြင်းမရှိဘဲနဲ့ရှင်းနောက်ရဲ့တန်ဖိုးလေးတွေပဲအနေအများလေးကွာသွားတာရမယ်လို့ထင်တယ်နော်ပြီးတော့ရဲ့အခါမှာတော့ဒီပခုံးသားပုံသွင်းနီ shoulder dot calculation ဆိုပြီးတော့ကျွန်တော်ဒီမှာရေးပေးထားတယ်အဲ့ shoulder dot calculation ပဲအတွက်လဲဆိုရင်10 cm နီးမှဆိုလို့ရှင်တော့ဒီပခုံးသားလေးတွေထည့်ရတယ်ဟုတ်ပြီနော်အဲ့ဒီပခုံးတောက်လေးရဲ့ထည့်ရမယ့်အကွာအဝေးတွက်ထုတ်ဖို့ဆိုလို့ရှိရင်ဒီပုံသင်လေးသိရမယ်အဲ့တော့ရင်ပတ်လေကိုနှစ်ပေါင်းပြီး20နဲ့စားလိုက်တဲ့အဖြစ်4.7ရလာလိမ့်မယ်အဲ့တော့ရင်တန်မိုးက92ဆိုတော့2နဲ့ပေါင်းတော့94 20နဲ့စားလိုက်တဲ့အခါမှာ4.7ဆိုပြီးတော့ရလာလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုလေးရလာပြီဆိုလို့ရှင်တော့ဒီပတန်လေးကိုစပြီးတော့ဆွဲလို့ရပြီဟုတ်ပြီနော်ပတန်စပြီးဆွဲလို့ရပြီဆိုတော့ sorry နော်တော့ဒီရှန်ကောင်းမောက note ကမပြီးသေးဘူးဒီ note ပြီးသွားတဲ့အခါမှာတော့ရှန်ကောင်းမောလေးတင်ပြမယ်နော်โอเคအဲ့တော့လိုလေးရပြီဆိုလို့ရှိရင်တော့ဒီအခုကကင်မရာထဲမှာဒီ filter graphic တွေထည့်လို့ရအောင်လို့
pattern အောက်ကစာရွက်ကိုလုံးဝမရွှေ့ဘူးပေါ့နော်ကင်မရာမှာအကုန်လုံးမြင်ရအောင်တော့ချိန်ထားပြီးသားအဲ့လိုလုပ်ပြီးသားအဲ့တော့စာရွက်ကြီး pattern စာရွက်ဆိုတာလုံးဝအကြီးကြီးလေနော်အဲ့ဒီအကြီးကိုနော်ဆွဲတဲ့အခါမှာဆိုရင်လုံးကြပတ်ချက်လေးလိုက်နေဟိုဘက်ကိုဆွဲလှိမ့်လိုက်ဒီဘက်ကိုဆွဲလိုက်အဲ့လိုမျိုးလေးနေလိမ့်မယ်အဲ့တော့နော် pattern စာရွက်ဒီကောင်ကိုအကြီးလို့သတ်မှတ်လိုက်မယ်ဒါကျွန်တော်ကင်မရာထဲမှာမြင်လို့ရအောင်အသေးနဲ့ပြမယ်နော်ဒီအောက်ကဟာတော့နော်အကြီးနဲ့ပြမယ်အဲ့တော့ဒီစာရွက်ကိုဘယ်လိုဖြတ်ရမလဲဆိုတာကိုပြောချင်လို့နော်အဲ့တော့ဆွဲမှာဒီရှေ့ချမ်းနဲ့နောက်ချမ်းနဲ့ကိုစပြီးတော့ဆွဲမှာโอเคအဲ့တော့ရှေ့ချမ်းနဲ့နောက်ချမ်းနဲ့စပြီးဆွဲမှာဆိုရင်ခန္ဓာကိုယ်တစ်ပတ်လေလုံးပဲရှင်နဲ့တင်ဝင်ကြည့်လိုက်ရှင်နဲ့တင်ဝင်ကြည့်လိုက်တဲ့အခါမှာရှင်တန်ဖိုးက92တင်တန်ဖိုးက99အဲ့တော့အများဆုံးပတ်လေရဲ့အများဆုံးတန်ဖိုးဒီ69ဟုတ်ပြီနော်အဲ့တော့69ဆိုရင်တော့တွက်လို့လည်းအောင်100လို့သတ်မှတ်လိုက်မယ်အဲ့တော့100ရဲ့တစ်ဝက်ကဘယ်လောက်ရှိနေရလဲဆိုရင်50အဲ့ဒါကို10 cm ပေါင်းလိုက်တင်ရဲ့တစ်ဝက်ကို10 cm ပေါင်းဟုတ်ပြီနော်အဲ့တော့တင်က100ရှိရဆိုတော့တစ်ဝက်က50 10 cm ပေါင်းလိုက်တဲ့အခါမှာ60 cmဟုတ်ပြီနော်အဲ့တော့60 cm ကိုတော့ဒီစာရွက်လေးမှာဒါ pattern စာရွက်အကြီးလို့သတ်မှတ်လိုက်မယ်နော်စာရွက်လေးတစ်ချက်ဖျက်ပြခြင်းလို့အဲ့တော့10 cm ရှိရဆိုလို့ရှိရင်တော့ဒီကနေပြီးတော့တိုင်းလိုက်တယ်ဆိုပါစို့ဒီကနေပြီးတော့60 cm တလားလောက်တိုင်းလိုက်တိုင်းလို့ပြီးရင်တော့ဒီပူနေတဲ့ကောင်ကြီးကိုစပွဲပေါ်မှာအလုပ်ရှုံးမှာဆိုတစ်ခါလေးနဲ့မလုပ်ထားမယ်ဆိုလို့ရှိရင်တော့ဒီဖြတ်ထားလိုက်မယ်အဲ့တော့ဒီဖြတ်လိုက်တဲ့စာရွက်ဒီဘာဆွဲမလဲဆိုရင်ဒီလက်ပတ်တန်ကိုလာပြီးတော့ဆွဲမယ်ဟုတ်ပြီနော်အဲ့တော့ဒီပေါ်ကဒီ body frame စာရွက်ကြီးဒီ60 cm ရှိနေတယ်ဒီမှာလည်း60 cm အဲ့စာရွက်အကြီးကိုကျွန်တော်ဒီမှာချထားလိုက်ရမယ်လို့ထင်တယ်နော်အဲ့တော့60 cm စာရွက်ကြီးကိုတော့ဒီလိုချထားလိုက်ပြီးဒီကပို့နေတဲ့ကောင်ကိုလက်ပတ်တန်လာပြီးတော့ဆွဲမယ်ဟုတ်ပြီနော်အဲ့တော့ဒီစာရွက်ချတဲ့ဟာလေးလည်းနားလည်သွားပြီလို့ထင်တယ်နော်โอเคအဲ့တော့နားလည်သွားပြီဆိုလို့ရှိရင်တော့ဒီထိုင်းစင်တီနာနီးမှာစပြီးတော့ဆွဲမယ်ဆိုရင်pattern စာရွက်ဒီဘက်ချမ်းမှာရှေ့ချမ်းဆွဲမယ်ဟိုဘက်ချမ်းမှာတော့နောက်ချမ်းဆွဲမယ်ကြားထဲမှာလက်မဆွဲဘူးเนาะဒါကျွန်တော် Cloud 3D တင်တာမှာဒီ digital note card တွေဘယ်လိုထောက်ရမလဲဆိုတာပြတာရေးပြီးရင်ဒီမှာစာရွက်ချွေတာရအောင်လို့လက် pattern ဒီလိုလှည့်ပြီးတော့ကြားထဲကိုထည့်ထားတာ note card လုပ်တဲ့သူတို့တင်ပေးထားပါတော့โอเคအဲ့တော့ဆွဲမှာကရှေ့ချမ်းနဲ့နောက်ချမ်းအရင်ဆွဲမယ်နောက်ပြီးတော့တစ်ပိုင်းကြားလို့ရှိရင်လက် pattern စပြီးတော့ဆွဲမယ်အဲ့တော့မဆွဲခင်မှာတော့ဒီပါလေးပြရမလဲဆိုရင်ဆွဲဖို့လိုအပ်တဲ့ပစ္စည်းလေးတို့တစ်ချက်ပြောမယ်เนาะအဲ့တော့ဆွဲဖို့လိုအပ်တဲ့ဟာလေးကတော့ဒီစင်တီမီတာနီးနဲ့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့စင်တီမီတာပြည်တန်လေးလိုမယ်ဟုတ်ပြီเนาะဒါလက်စင်တီမီတာ60 cm ရှိရယ်ပြီးရင်12လက်မပြည်တန်တနည်းအားဖြင့်ဂျိုင်းလေးပါလို့တိုင်လို့ရအောင်လို့ပြီးရင်ခဲတံလိုမယ်အဲ့တော့ဆွဲတဲ့ခါကြလို့ရှိရင်ခဲတံနေနဲ့ပဲဆွဲမယ်เนาะကျွန်တော်ကဒီမှာပြမှာကဘာနဲ့ပြမှာလဲဆိုလို့ရှိရင်မာကာနဲ့ပြမယ်ဘာလို့လဲဆိုရင်ကင်မရာထဲမှာထင်ထင်ရှားရှားမြင်ရအောင်လို့ဟုတ်ပြီเนาะဒါလေးလိုမယ်ပြီးတော့နောက်ထပ်ပေကွေးလိုမယ်ဒါဂျိုင်းလေးပါလေကွေးရအောင်လို့အဲ့တော့စင်တီမီတာနီးမှဆိုဒီပေကွေးမှမဟုတ်တိုက်တဲ့ပေကွေးလာခဲ့ကျွန်တော်တို့ကဒီမှာ guideline ခေါ်ပြီးတော့သူ့ရဲ့ boundary နဲ့ limit တွင်ဝင်အောင်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ပေကွေးမဆိုရင်တုံးလို့ရတယ်ပေါ့เนาะโอเคမိသားစုဆိုလို့ရှင်တော့ဒီ normal channel ဆိုရင်တော့ popping လေးလိုမယ်ပြီးရင် tracing wheel လေးလိုမယ်ပြီးရင် catchy လေးလိုမယ်ပြီးရင်ဘာမှဖြစ်ပါလေးလိုမယ်ဆိုတော့ဒီတိတ်ခုံလေးလိုမယ်ဟုတ်ပြီနော်အဲ့တော့တိတ်ခုံလေးလိုမယ်ဆိုတော့ဒီပစ္စည်းအကုန်လုံးစုံပြီဆိုလို့ရှင်တော့စပြီးတော့ဆွဲလို့ရပြီဟုတ်ပြီနော်โอเคအဲ့တော့စပြီးတော့ဆွဲရမယ်ဆိုလို့ရှိရင်တော့ကမာကာနဲ့ဆွဲမယ်เนาะအဲ့တော့ light ဆွဲမယ်သူတွေကကြာတော့ဗာနဲ့ဆွဲပေးရမလဲဆိုလို့ရှိရင်ဟိုနဲ့ခဲတံလေးနဲ့ပဲဆွဲပေးเนาะဘာလို့လဲဆိုစင်တီမီတာမှာကျ point နေပါတာဖြစ်တဲ့ကြောင့်တိကျအောင်လို့အဲ့တော့ကျွန်တော်ဒီမှာကင်မရာ setting ချိန်ထားပြီးတော့ကြောင့်စာရွက်ရဲ့အစွန်ဆုံးအထိမယ်เนาะအဲ့စွန်ဆုံးလေးလိုချလိုက်တယ်စာရွက်တွေမငြိမညာမှာဖြစ်မှာဆိုတဲ့အတွက်ကြောင့်ဒီဘက်ဘေးကနေပြီးတော့အတွင်းထဲကိုဘယ်လောက်စင်တီမီတာဝင်လိုက်မလဲဆိုရင်3 cmအဲ့တော့ဒီမှာ3 cm ဝင်လို့ရှိရင်ဒီဘက်မှာလည်းဘယ်လောက်လဲ3 cm ဝင်လိုက်မယ်ဝင်ပြီးတော့တဲ့အခါမှာတော့ဒီမြင်းလေးကိုဆွဲမယ်အဲ့တော့မြင်းမဆွဲခင်မှာတော့ဒီမှာတစ်ချက်ပြပြမယ်เนาะဘာလေးသတိထားမလဲဆိုလို့ရှိရင်တောင်းမှန်ဆိုတာကိုသိရမယ်ပေါ့เนาะအဲ့တော့တို့ငငယ်တုန်းကတင်ချာမှာတင်ခဲ့ရတယ်ဆိုပါစို့ဝင်ရိုးတွေပေါ့เนาะအဲ့ဒီမဲ့ဒီလိုပုံစံလေးရှိလိမ့်မယ်ပြီးသားပြီဆိုလို့ရှိရင်လိုပုံစံလေးအပေါင်းဆိုင်ဝင်ရိုးလေးဒါဒီလိုတင်ရလိမ့်မယ်။တင်ရတဲ့အခါမှာတို့ဒီကင်မရာရဲ့အမှန်တိုင်းပဲကြည့်လိုက်မယ်เนาะ။အဲ့တော့ကြည့်လိုက်တဲ့အခါမှာဒီဝင်ရိုးဒီဟုတ်ပြီเนาะသူ့ရဲ့စုံချက်ကိုတော့ဒီ0လို့သတ်မှတ်တယ်။အဲ့ဒီကောင်ဒီပါလဲဒီကောင်လေးဒီ x ဝင်ရိုးဟုတ်ပြီเนาะ x ဝင်ရိုးဒီလိုလေးရမယ်။ဒီကောင်လေးကကျတော့ဒီပါဝင်ရိုးလဲဆိုလို့ရှိရင် y ဝင်ရိုးအဲ့လိုလေးရှင်းနေမယ်။ကင်မရာမြင်ရတဲ့မြင်ကွင်းတိုင်းမှန်เนาะ။အဲ့တော့ x နဲ့ဝင်ရိုးကြားမှာတော့ဒီ boundary တွေသတ်မှတ်တယ်လေเนาะ။ဒါဆိုရင် part 1ဒါဆိုရင် part 2ဒါဆိုရင် part 3ဒါဆိုရင်တော့ဒီ part 4ဆိုပြီးတော့အဲ့လိုမျိုးရေးတယ်။အဲ့တော့ပတ်တစ်ခုနဲ့တစ်ခုကြာအကွာဝေးဒီ90 degree ရှိတယ်90 degree ရှိတယ်90 degree ရှိတယ်အဲဆိုရင်90 degree တစ်ခုဖြစ်ဖို့ရန်အတွက်90 degree ဆိုတာဒီတောင်းမှန်လို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီ pattern စပြီးဆွဲတော့မယ်ဆိုရင်တော့တောင်းမှန်မြင်ကြဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့တောင်းမှန်မြင်ကြဖို့ဆိုလို့ရှိရင်အတိုင်းကိုနှစ်ချက်တိုင်းရမယ်တစ်ချက်ထဲတိုင်းလို့မရဘူးအဲနှစ်ချက်ကဘယ်လိုတိုင်းလဲဆိုရင်တော့ပြမယ်3 cm ဝင်နေဆိုရင်တော့အပေါ်မှာ3တစ်ချက်တိုင်းလိုက်ပြီးအောက်မှာ3တစ်ချက်တိုင်းလိုက်ပြီးပြီးတော့မှအဲ့3ချင်းကိုလာပြီးတော့ point မှတ်ပြီးတော့ဒီလိုဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ main line တွေကိုဆွဲတဲ့အခါမှာမြင်ရအောင်လို့ခဲတံလေးနဲ့ဒီမှာ trace လောက်ထားတယ်ပေါ့နော်အဲ့တော့ကိုကအပြင်မှာဆိုလို့ရှင်တော့ trace လောက်စရာမလိုဘူးဟုတ်ပြီနော်ပြီးတော့မှတော့ main pattern ကြီးဆွဲတဲ့အခါကျရင်တော့လက်တန်းဆွဲမယ်ဒီမှာလိုအပ်တဲ့ line တွေကိုကျွန်တော်ခဲတံလေးနဲ့ online ကောက်ထားတယ်ပေါ့နော် okay အဲ့တော့3 cm တော့နှစ်ချက်ပစ်ထားတယ်နော်ဘာလို့နှစ်ချက်ပစ်ထားလဲဆိုလို့ရှင်တောင်းမှန်လိုချင်လို့ဆိုတာသိရမယ်အဲ့တော့ဒီနှစ်ချက်ပစ်ထားပြီးတော့လို့ရှင် line လေးကိုတစ်ချက်ဆွဲလိုက်တော့
โอเคလိုလေးပြစ်လိုက်ပြီအဲ့လိုပြစ်လို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီဘာထပ်လို့မလဲဆိုလို့ရှိရင်ဒီစာ pattern စာရွက်ရဲ့ဒီဘက်အပေါ်ကနေပြီးတော့10 cm ထပ်ပြီးတော့ပြစ်မယ်ဟုတ်ပြီနော်အဲ့10 cm ကိုလည်းတော့ဒီနှစ်ချက်ပြစ်မယ်ဒီမဲ့10တိုင်းမယ်ဒီဘက်မဲ့နောက်ထပ်10 cm ထပ်တိုင်းမယ်တိုင်းလို့ရလာတဲ့ဟာလေးကိုတော့ဒီဘာလုပ်လိုက်မလဲ online တစ်ခါရင်းနဲ့ဆွဲလိုက်တော့မယ်အဲ့တော့နှစ်ချက်ပြစ်ရမယ်နော်ကျွန်တော်ဒီမှာတစ်ခါရင်းနဲ့ပြစ်ပြီးထားမလို့โอเคလိုလေးရလာပြီအဲ့ရလာတဲ့ line လေးကိုဒီ line လေးကိုဘာ line လို့သတ်မှတ်လဲဆိုလို့ရှိရင်တော့ဒီ level မြင်းလို့သတ်မှတ်မယ်ဟုတ်ပြီနော် level မြင့်လို့တတ်မှတ်ပြီးထားတဲ့အခါကျလို့ရှိရင်တော့ဒီစပြီးတော့ pattern ဆွဲပြီးဆိုလို့ရှိရင် number 7လေချက်ဆိုတဲ့အကွာဝေးလေးသွားကြည့်မယ်ရှေ့ချမ်းအောင်စပြီးတော့ဆွဲမှာမလို့နော်အဲ့တော့လေချက်တန်ဖိုးလေးကဘယ်လောက်ရှိနေရလဲဆိုရင်36ဟုတ်ပြီနော်36 cm လေးကိုတော့ဒီ level မြင့်ကနေပြီးတော့စပြီးတော့တိုင်းမယ်36ဆိုတာဒီမှာတစ်ချက်တစ်ခါနဲ့တိုင်းမယ်ပြီးရင်ဒီကနေပြီးတော့ level မြင့်နေကနေပြန်ပြီးတော့ပြန်တိုင်းမယ်ဘယ်လောက်လဲ36ဆိုတဲ့အကွာအဝေးမှာလာပြီးတော့တိုင်းထားလိုက်မယ်တိုင်းထားလို့ပြန်တော့ဒီနှစ်ချက်ဟုတ်ပြီနော်နှစ်ချက်သတ်မှတ်လို့ပြီးသားရင်နှစ်ချက်တိုင်းလို့ပြီးပြီဆိုတာနဲ့မြင်းလေးလာပြီးတော့ဆွဲမယ်အဲ့တော့ဘာလို့ဒီလိုနှစ်ချက်ပြက်နေရတာလဲဆိုရင်ကျွန်တော်တို့ဆွဲနေတဲ့အတိုင်းအတာတွေဒီ site တီးတီးလေးမဟုတ်เนาะအကြီးတွေဆိုတော့မြင်းရဟိုလိုရှိုင်းဒီလိုတွေရှိုင်းတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ10ဆိုရင်ဒီမှာ10လာပြီးတော့ချုပ်ထားတဲ့သဘောပေါ့เนาะ okay အဲ့သဘောတရားဒါ geometry နည်းတွေပေါ့เนาะရမယ်လို့ထင်တယ်အဲ့တော့ဒီကလေချက်တန်ဖိုးလေးပြီးသားပြီလေချက်တန်ဖိုးလေးပြီးသားပြီဆိုလို့ရှိရင်တော့ဒီကနေအောက်ကိုဘယ်လောက်လဲဆိုလို့ရှိရင်တင်အမြင့်ကိုလာပြီးတော့တုံးမယ်တင်အမြင့်တန်ဖိုးလေးက24အဲ့တော့တင်အမြင့်တန်ဖိုးလေးကိုလည်းဒီမှာတစ်ချက်မှတ်မယ်ဒီမှာတစ်ချက်မှတ်မယ်မှတ်လို့ပြီးသားနဲ့သူ့ကို line လေးတစ်ခါရင်းနဲ့ဆွဲမယ်ဆွဲတဲ့အခါမှာစာရွက်ရဟိုဘက်ထိုးထိဟိုဘက်အစွန်ဆုံးထိရအောင်တစ်ခါရင်းနဲ့ဆွဲလိုက်မယ်နော်โอเคအဲ့လိုဆွဲလိုက်ဆွဲလို့ပြီးသားရင်ဒီတင်အမြင့်တန်ဖိုးတစ်ဝက်ဝက်မယ်တင်အမြင့်ရဲ့တန်ဖိုးလေးကိုတစ်ဝက်ဝက်မယ်သူတို့နှစ်ခုရဲ့ကြားမှာအညီမျှ line လေးတစ်ဝက်ဝက်လိုက်မယ်တင်မြင့်24ဆိုတော့ဒီတန်ဖိုးလေးကဘယ်လောက်ရှိနေမှလဲဆိုလို့ရှိရင်တို့ဒီ7ဆိုတဲ့အကွာအဝေးထဲမှာမြင်းလေးတစ်လိုင်းရှိနေလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်နောက်တစ်ခုဒီလိုဆွဲလိုက်တဲ့အခါမှာဒီကောင်က level မြင်လက်ချက်တန်မိုးလေးလာတဲ့အခါမှာဒီကောင်လေးကတော့ခါမြင့်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ခါမြင့်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာကဗာမြင့်ဖြစ်လာမလဲဆိုရင်တင်အမြင့်ရှိတဲ့အတွက်ဒီကောင်ကတင်မြင့်နဲ့ခါမြင့်နဲ့ကြားထဲမှာပိုင်မြင့်ဆိုပြီးတော့ရှင်းနေလိမ့်မယ်ဟုတ်ပြီနော်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီလက်ချက်တန်မိုးလေးနောက်ထပ်ဗာလုပ်လိုက်မယ်တဝက်ဝက်လိုက်မယ်အဲ့တော့လက်ချက်က36ဆိုတော့တဝက်ဝက်လိုက်တော့18အဲ့ဒီ18နေရာမှာတော့ဒီ line လေးနောက်ထပ်တစ် line လေးထပ်ပြီးတော့ဆွဲလိုက်မယ်ဆွဲလိုက်တဲ့အခါမှာတော့ဒီသူ့ကိုကြားတော့ခဲတံလေးနဲ့ဆွဲလိုက်မယ်ဘာလို့လဲဆိုရင်မတိကြသေးလို့နော်ရှင်မြင်းရဒီနေရာမှာအတိအကျဟုတ်ချင်မှာဟုတ်မှာโอเคအဲ့တော့ဒီကောင်လေးကတော့ရှင်မြင်းရလာမယ်ရလာတဲ့ရှင်မြင်းနဲ့ level မြင်းနဲ့ကိုနောက်ထပ်တစ်ဝက်ထပ်ပြီးတော့ဝယ်လိုက်မယ်ဝယ်လိုက်တဲ့အခါမှာတော့ဒီ18ဆိုတော့သူ့ကိုတစ်ဝက်ဝယ်လိုက်တဲ့အခါမှာ9ဆိုတဲ့အမှတ်လေးရလာလိမ့်မယ်အဲ့ဒီမြင်းလေးကကြတော့ဗာမြင်းလဲဆိုလို့ရှင်တော့ဒီရှင်ကျယ်မြင်းလေးကိုရလာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ line လေးဒီဘယ်နှ line ရလာပြီလဲဆိုရင်6 line ရလာပြီ level မြင်းရင်ကျယ်မြင်းရှင်မြင်းခါမြင်းပိုင်မြင်းတင်မြင်းစုစုပေါင်းမြင်း6ခုရသွားပြီဆိုလို့ရှိရင်တော့ဒီပုံသင်နည်းစာရွက်လေးကိုတစ်ချက်သွားပြီးတော့ကြည့်မယ်။ပုံသင်နည်းစာရွက်လေးကိုကြည့်လိုက်တဲ့အခါမှာတော့ဒီမှာ level တန်ဖိုးလေးကိုတွက်ထုတ်ထားတာရှိရပါတော့။အဲ့ level တန်ဖိုးလေးကကျတော့ဒီ level အစား2အစား3အပေါင်း1ဟုတ်နော်။ level တန်ဖိုးက36ပါနဲ့စား2နဲ့စားရလာတဲ့တန်ဖိုးကို3နဲ့ပြန်စားမယ်ပြီးရင်ရလာတဲ့တန်ဖိုး+1ပေါင်းလိုက်တဲ့အခါမှာဘယ်လောက်ရရလဲဆိုရင်ခွန်ရလာတယ်အဲ့တော့36 level တန်ဖိုးဒီဘယ်ရလာလဲဆိုလို့ရှိရင်တော့ဒီမှာဒီ level တန်ဖိုးလေးကိုသုံးလိုက်တာ36โอเคအဲ့ခုနှစ်လေးကျွန်တော်တို့ဒီစပြီးတော့အမှတ်မှတ်တော့မယ်ဟုတ်ပြီနော်အဲ့တော့အမှတ်မှတ်တော့မယ်ဆိုလို့ရှိရင်တော့ဒီကနေပြီးတော့မှတ်မယ်ဟုတ်ပြီနော် level မြင့်မှာ level တန်ဖိုးလေးလာပြီးတော့မှတ်လိုက်တော့မှတ်ပြီးသွားတာနဲ့တော့ဒီလိုလေးမှတ်ပြီးသွားရင်အဲ့ level တန်ဖိုးတိုင်းပဲပြန်ပြီးတော့ထောင်တက်မှာ9ပဲโอเคအဲ့11တန်ဖိုးလေးကတော့တဝက်ဝက်လိုက်မယ်ခွန်ဆိုတော့3.5 3ခွဲဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့လဲတော့ဒီဘယ်လောက်လဲ3ခွဲအပေါ်ပြန်တက်ထားလိုက်မယ်โอเคပြီးသားလို့ရှင်ဒီ line လေးကိုဆွဲလိုက်မယ်ဆွဲရတဲ့အခါမှာဒီ line ကိုဆွဲတဲ့အခါမှာတို့ဒီဟိုဘက်အစွန်ဆုံးထိဆွဲစရာမလိုဘူးပေါ့နော်ဒီလိုလေးဆွဲထားလိုက်မယ်ဒီတဝက်လောက်ပဲဆွဲထားဟိုဘက်ထိဆွဲစရာမလိုဒါလေးကအခုဆွဲလိုက်တဲ့မြင်းလေးကဗာမြင်းလဲဆိုရင်ပခုံးမြင်းလေးရလာလိမ့်မယ်ပခုံးမြင်းလေးရလာပြီဆိုလို့ရှင်တော့ဒီပခုံးမြင်းဆိုတဲ့အတိုင်းပဲပခုံးတစ်ချမ်းရဲ့တန်ဖိုးလေးကိုအစားသွင်းမယ်ဘယ်လောက်ရှိနေရလဲ12ခွဲဟုတ်ပြီနော်12ခွဲဆိုတဲ့အမှတ်ဒီ level ထိပ်ကနေဒီမြင်းပေါ်လာပြီးတော့သွားပြီးတော့ရှာရမယ်အဲ့တော့12ခွဲဆိုတဲ့ပေတံမှာ12ခွဲဆိုတဲ့အမှတ်လေးကိုရှာပြီးတော့ဒီပခုံးထိပ်မှာထောက်ထားပြီးတော့ပခုံးမြင်းလေးပေါ်လာတင်လိုက်မယ်12ခွဲကဘယ်နေရာမှာလဲအဲ့လိုမျိုးရှာရမယ်နော်အဲ့တော့ရှာလိုက်တဲ့အခါမှာဒီနေရာကိုပြချသွားပြီဆိုတဲ့အခါလေးမှာတော့ဒီ line လေးလိုလေးချက်ဆွဲလိုက်ဒါလေးပခုံးမြင်းလေးကိုတော့ဒီနောက်ထပ်တစ်ဝက်လေးထောက်ဝက်လိုက်မှာပခုံးမြင်း12ခွဲ12ဆိုတော့6အခွဲက 2.5 ဆိုတော့ဒီနားလေးမှရှိနေတယ်ဟုတ်ပြီနော်ဒီအမှတ်လေးကိုဘာလို့မှတ်တာလဲဆိုလို့ရှိရင်ပခုံးမယ်တော့ဒီပါထဲမှာမလို့တောက်ထဲမှာမလို့ဟုတ်ပြီနော်အဲ့တော့ဒီကောင်ဒီပခုံးရဲ့တစ်ဝက်ဒီကောင်ဒီပခုံးရဲ့တစ်ဝက်ပခုံးတစ်ဝက်နဲ့တစ်ဝက်ကြားထဲမှာတောက်လေးဝင်လာလိမ့်မယ်
ဟုတ်ပြီနော်အဲ့ဒီတောက်ကဘယ်ကိုလာပြီးတော့ထိုးမှလဲဆိုရင်တော့ဒီရှင်ထိတ်ကိုလာပြီးတော့ထိုးမှဟုတ်ပြီနော်ရှင်ထိတ်ကိုလာပြီးထိုးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရှင်ထိတ်မှာလောက်ရမယ့်ဟာလေးရှိတယ်โอเคအဲ့တော့တော့ဒီရှင်ကွာတန်ဖိုးလေးသွားကြည့်မယ်နံပါတ်10ရှင်တစ်ခုနဲ့တစ်ခုကြားအကွာဝေးဒီဘယ်လောက်ရှိနေရလဲ18ဟုတ်ပြီနော်18ရှိနေရပြီးတော့ကျွန်တော်တို့ဒီတဝက်ဝက်လိုက်မယ်တဝက်ဝက်လိုက်တော့ရှင်ကွာ18ကိုတဝက်ဝက်လိုက်တော့ရှင်မြင်းမှာလာပြီးတော့တတ်မှတ်မယ်18ကိုတဝက်ဝက်တော့9ဆိုတဲ့အမှတ်လေးရလာလိမ့်မယ်အဲ့9ဆိုတဲ့အမှတ်လေးမှတော့ guideline လေးဆွဲထားလိုက်မယ်ကောင်းမှန်ဖြစ်ရမယ်နော်โอเคအဲ့လိုလေးဆွဲထားမယ်ဆွဲထားလို့ပြီးသွားပြီဆိုလို့ရှင်တော့ဒီပါလာကြည့်ရမယ်ဆိုလို့ရှင်လေနို့တန်ဖိုးလေးလာကြည့်မယ်21ဆိုတဲ့တန်ဖိုးလေးလာကြည့်မယ်လေနို့တန်ဖိုး21အဲ့21လေးကိုဘယ်ကနေမှမလဲဆိုလေဘင်းကနေရှင်ထိတ်ဒီနေ့ပြင်လေကနေနို့ထိတ်ကိုသွားမှာဖြစ်တဲ့ကြောင့်မလို့လေဘင်းနေရာမှာ21ဆိုတဲ့အမှတ်လေးကိုလာရှာမယ်ပြီးသွားရင်ပြည်တန်း21ကိုထောက်ထားဒီမြင်းပေါ်မှာ21ဘယ်နေရာရောက်လဲဆိုတာလိုက်ရှာမယ်ဟုတ်ပြီနော်အဲ့တော့တိုင်းလိုက်တဲ့အခါမှာ21ကဒီနေရာလေးလာရောက်တယ်โอเคအမှတ်လေးမှတ်လိုက်မယ်အဲ့တော့မှကျွန်တော်တို့ရဲ့ရှင်မြင်းဒီမြင်းမဟုတ်တော့ဘဲနဲ့အောက်ကိုဆင်းသွားတဲ့မြင်းအမှန်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒီစမိုင်းတော့မာကာလေးနဲ့မှန်အောင်ပြင်ပြီးတော့ဆွဲလိုက်တော့မယ်โอเคအဲ့လိုလေးဆွဲလိုက်ပြီးသားပြီဆိုလို့ရှင်တို့ဒီရင်ထိတ်အမှတ်တည်သွားပြီဒီအောက်ကကောင်လေးဒီရင်ထိတ်အမှတ်ဒီကောင်လေးဒီရင်ထိတ်အမှတ်ရင်ထိတ်အမှတ်ကိုတော့ဒီပခုံးတောင်းနဲ့လာပြီးတော့ဆက်လိုက်မယ်ပခုံးနဲ့တဝက်မှတ်ထားတဲ့အမှတ်နော်ပခုံးတဝက်မှတ်ထားတဲ့အမှတ်နဲ့ရင်ထိတ်နဲ့လာပြီးတော့ဆက်လိုက်โอเคလိုလေးဆက်လိုက်ပြီဆက်လို့ပြီးသွားပြီဆိုလို့ရှင်တော့ဒီပခုံးတောက်ဒီဘယ်လောက်လဲဆိုလို့ရှင်ပခုံးတောက်တွက်ထားတဲ့ပုံလေးလေးတစ်ချက်ကြည့်လိုက်မယ်4.7ဆိုတဲ့အဖြေရလာအဲ့ဒီအဖြေလေးကိုအခုပခုံးတောက်ကနေပြီးတော့ပခုံးအစုံဘက်ကိုသွားမှတ်မယ်4.7ဆိုတော့4. နော်ဒီမှာ7ဆိုတဲ့အမှတ်လေးโอเคလိုလေးမှတ်လိုက်တဲ့အမှတ်လေးနဲ့တော့ဒီရင်ထိတ်နဲ့ကိုလာပြီးတော့ပြန်ဆက်ထားလိုက်မယ်โอเคလိုလေးရနာလိမ့်မယ်ဒီလိုလေးရလာပြီဆိုလို့ရှင်ဒါကကျွန်တော်ကလက်နဲ့ဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့စာရွက်ကိုထပ်ပြီးတော့လုပ်တဲ့နည်းကိုပြမယ်ကွန်ပျူတာမှာဆိုလို့ရှင်ကျွန်တော်ဒီလက်နဲ့ဒီလိုထပ်လို့မရဘူးเนาะကွန်ပျူတာမှာ pattern ဆွဲတဲ့အခါကျလက်နဲ့ထပ်လို့မရဘူးအဲ့တော့ဒီဘက်ကတောက်ထွက်လာမယ့်ဟာလေးကိုတွက်ရတယ်ပေါ့နော်အဲ့ဒီအကောင်လေးเนาะတိတန့်ပြန်ပြီးတော့တင်ပေးမယ်เนาะအခုကျတော့ကွန်ပျူတာနဲ့ပြတာမဟုတ်တဲ့အတွက်ကြောင့်မလို့လက်နဲ့ထပ်ပြီးတော့ပြမယ်ဟုတ်ပြီနော်လက်နဲ့ထပ်ပြီးတော့ပြမယ်ဆိုလို့ရှင်တော့ဒီမှာပခုံးရဲ့တဝက်လောက်ထားတဲ့မြင်းလေးရှိအဲ့ line လေးတော့ခောက်လိုက်မယ်ခောက်ပြီးတော့ဘယ်ကိုလာထပ်မှာလဲဆိုဒီမြင်းမော်လာထပ်ဒီ line နှစ်ခုကိုလာထပ်မယ်ဟုတ်ပြီနော်ဒီ line ရဲ့နှစ်ခုကိုလာပြီးတော့ထပ်မှာဖြစ်တဲ့ကြောင့်မလို့တော့ဒီဒါလေးကိုခောက်မှာဖြစ်တဲ့ကြောင့်မလို့တော့စာရွက်လေးတစ်ချက်မှားလိုက်မှားပြီးသွားပြီဆိုလို့ရှင်ဒီပခုံးတောက်ရဲ့ဟာလေးကိုတဝက်လိုလေးဝတ်ထားပြီးသားပြီဆိုလို့ရှင်တော့ဒီရှင်ထိတ်ကိုလာခဲ့မယ်โอเคလိုလေးချိုးလိုက်မယ်ဟုတ်ပြီနော်အဲ့လိုချိုးလိုက်ပြီးတော့ကျွန်တော်တို့ကထပ်တော့မှာဆိုတော့ဘယ်ကို snap point ရထောက်မှာလဲဆို snap ဆိုတဲ့ဟာလေးဒီမှာနော် SNEP snap ဆိုတာ center ကိုထောက်တာပေါ့နော် SNEP snap ဟုတ်ပြီနော် SNEP snap ဆိုတာ center ကိုဒီလိုထောက်ထားလိုက်မယ်ဒီကိုထောက်ပြီးတော့ကျွန်တော်တို့ဒီရွှေ့မှာဒီလိုရွှေ့မှာဟုတ်ပြီနော်မထောက်ဖက်နဲ့ရွှေ့လို့မရအောင်နော်မထောက်ဖက်နဲ့ဆိုလို့ရှိရင်ဒီဘက်မှာသူခောက်ချင်တယ်လို့ခောက်နေလိမ့်မယ်အဲ့တော့တော့ break point ဖန်ထားလိုက်မယ်လုံးဝမကြော်ရအောင်ဟုတ်ပြီနော်ပြီးရင်ဘယ် line ကိုလာထပ်လိုက်မလဲဆိုလို့ရှိရင်ခုနကတော့ဆွဲထားတဲ့ line ပေါ်လာပြီးတော့ထပ်လိုက်မယ်โอเคအဲ့လိုထားလိုက်တဲ့အခါမှာရှင်ထိတ်တန်ဖိုးလေးက auto တူဖောင်းပြီးတော့တက်လာလိမ့်မယ်ဖောင်းချင်းဖောင်းဒီတိုင်းလေးပဲခဏကင်ထားမယ်ဖောင်းရတာတိုင်းဒီတိုင်းခောက်ချလိုက်မယ်ဟုတ်ပြီနော်အဲ့လိုခောက်လို့ပြီးသားပြီဆိုလို့ရှိရင်ဟုတ်ပြီနော်ပခုံးကကျွန်တော်တို့ဒီလိုထားလိုက်တဲ့တော့ပခုံးတန်ဖိုးလေးတွေမှာတေးသွားပြီတီးသွားတဲ့အတွက်ကြောင့်မလို့တော့ဒီပခုံးတန်ဖိုးလေးဆွဲထုတ်မယ်ဆွဲထုတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့တန်ဖိုးလေးကိုမြင်းဖြောင်းပြန်ပြီးတော့ဆွဲလိုက်မယ်ဒီ line လေးကိုဆွဲထုတ်လိုက်မယ်ဟိုဘက်ကိုဆွဲထုတ်လိုက်မယ်နော်ဆွဲထုတ်လိုက်မှဒီဘယ်လောက်ဆွဲထုတ်ရမလဲဆိုရင်ပြန်တိုင်းမယ်ပခုံးရဲ့တဝက်ကြီးကဘယ်လောက်ရှိနေရလဲ12ခွဲဆိုတော့ဟိုဘက်ကို12ခွဲပြန်ပြီးတော့ဆွဲထုတ်လိုက်မယ်โอเคဒီမှတ်လေးရပြီ12ခွဲဒီလိုလေးလည်းရပြီဆိုတော့ကျတော့ဒီနေရာမှာတစ်ချက်ပါလေးလောက်လိုက်မလဲဆိုလို့ရှိရင်အဲ့ဒီပခုံးမြင်းလေးပေါ်မှာလှိမ့်ပင်းလေးလှိမ့်လိုက်မယ်နော်ဒီလိုလှိမ့်ပင်းလေးလှိမ့်လိုက်မယ်โอเคလိုလေးလှိမ့်လိုက်လှိမ့်လို့ပြီးသွားပြီဆိုတဲ့အချိန်ကျမှတော့ဒီကောင်လေးကိုဖြန့်ထုတ်လိုက်မှာโอเคအဲ့လိုဖြန့်ထုတ်လိုက်တဲ့အခါမှာလှိမ့်ပင်းလေးလှိမ့်ထားတာဖြစ်တဲ့ကြောင့်မို့ဒီမှာခြုံတက်သွားပြီပေါ့နော်တောက်လေးကခြုံတက်သွားပြီခြုံတက်သွားတဲ့ဟာလေးကိုတော့ဒီမှာတန်းတန်းလေးဆွဲလိုက်မယ်အဲ့တော့ဒီကောင်မလှိမ့်လဲရရနော်အခြေခံမှာမလှိမ့်လဲရသေးတယ်ဘာမှမဖြစ်ဘူးကျွန်တော်ပြချင်လို့တစ်ချက်လှိမ့်ကြည့်လိုက်တာဒီခြုံလေးရတယ်အဲ့တော့တောက်တစ်ခုကိုဒီလိုထပ်ပြီးသွားလို့လှိမ့်ပင်းလှိမ့်လိုက်တဲ့အခါမှာခြ
ခြုံတက်လာတဲ့ဟာကိုဘာလို့ခေါ်လဲဆိုရင်တောက်ကက်လို့ခေါ်ရပေါ့နော် CAP ကက်လို့ခေါ်တယ်တောက်ကက်ဟုတ်နော်တောက်ရဲ့အုပ်ချုပ်လေးလို့ခေါ်ရပေါ့နော်အဲ့တော့တောက်ဒီပခုံးနေရာမှာမဟုတ်ဘူးကြိုက်တဲ့နေရာဘယ်နေရာမှာပဲထိုးခြုံတက်လာလိမ့်မယ်ခြုံတက်လာတဲ့ကောင်လေးကိုတော့တောက်ကက်လို့ခေါ်ရပေါ့နော်အဲ့တော့ဆိုပါစို့ကျွန်တော်ကဒီစာရွက်အလွတ်ကြီးပေါ်မှာတောက်လေးတစ်ချက်ထိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုပါစို့ဒီဘက်ကိုတန်ဖိုးတစ်ခုထိုးမယ်ဒီဘက်ကိုလည်းတန်ဖိုးတစ်ခုထိုးမယ်အဲ့ဒီတန်ဖိုးလေးကိုတော့ဒီမှာခောက်လိုက်မယ်ခောက်ပြီးသားတဲ့အခါကျလို့ရှိရင်ဒီပေါ်မှာလာပြီးတော့ဒီလိုလေးတင်လိုက်မယ်โอเคတင်လိုက်ပြီဆိုတာနဲ့တော့ဒီဘက်မှာလာပြီးတော့နေရာလေးခြုံတက်သွားလိမ့်မယ်အဲခြုံတက်သွားတဲ့ကောင်လေးဘာလို့ခေါ်လဲဆိုရင်တောက်ကက်လို့ခေါ်တယ်အဲတောက်ကက်ကပခုံးမှာပဲဖြစ်ဖြစ်ပဲနေရာမှာမဆိုတောက်ထည့်လိုက်ပြီဆိုတာနဲ့တောက်ကက်ကရှိကိုရှိရမယ်ပေါ့နော်โอเคအဲ့ဟာလေးပြရမယ်ဒီလိုလေးရလာပြီဆိုလို့ရှိရင်ပခုံးအစုံမှတ်လေးရတော့ဒီကောင်ဆိုတာရသွားပြီဟုတ်ပြီနော်အဲ့လိုရသွားပြီဆိုလို့ရှိရင်တော့ဒီရှေ့ချမ်းကိုပြီးအောင်ဆွဲမှဖြစ်တဲ့အကြောင်းရှေ့ချမ်းပြီးမှနောက်တစ်ပိုင်းမှာနောက်ချမ်းကိုဆွဲပြမယ်နော်အဲ့တော့ရှေ့ချမ်းကိုတော့ပြီးအောင်စပြီးဆွဲမယ်အဲ့တော့ဆွဲမယ်ဆိုတော့ကျွန်တော်ဒီမှာရင်မြင်းခါမြင်းပိုင်မြင်းတင်မြင်းရလာပြီဆိုတဲ့အတွက်တန်ဖိုးတွေစပြီးတော့အစားသွင်းတော့မယ်ဆိုလို့ရှိရင်တော့ဒီကြည့်အောင်ရင်တန်ဖိုးဟုတ်ပြီနော်ရှေ့ချမ်းရဲ့ရင်တန်ဖိုးဒီ25ရှိလို့ဒီ3 cm လောက်ထားတဲ့အမှတ်ကနေပြီးတော့ကျွန်တော်တို့25ဆိုတဲ့ဟာလေးကိုလာပြီးတော့မြင်းလေးမှတ်လိုက်ဒီနေရာမှာ25ဟုတ်ပြီနော်ပြီးတော့တင်တန်ဖိုးသွားကြည့်မယ်ရှေ့ချမ်းရဲ့တင်တန်ဖိုးဒီ24.25ဆိုတော့တင်တန်ဖိုးမှ24.25ဆိုတဲ့ဟာလေးကိုရှာလိုက်ပြီးရင်ဒီတန်ဖိုးလေးကိုလိုလောက်ထားတယ်ပြီးရင်တင်အမှတ်နဲ့ရှင်အမှတ်နဲ့ကိုမြင်းလှမ်းပြီးတော့ကျွန်တော်တို့ဆက်လိုက်မယ်โอเคလိုလေးရမှာအဲ့တော့အခုဆက်လိုက်တဲ့မြင်းဒီတောင်းမှန်ကြားနိုင်လားဆိုရင်မကြားနိုင်ဘူးเนาะဘာလို့လဲဆိုလို့ရှိရင်အောက်ကတန်ဖိုးက24အပေါ်ကတန်ဖိုးက25ဆိုတော့အောက်တန်ဖိုးကငယ်နေတယ်အပေါ်တန်ဖိုးကကျယ်နေတယ်အဲ့တော့ငယ်နေတဲ့ကောင်နဲ့ကျယ်နေတဲ့ကောင်တွေကိုမြင်းလှမ်းဆက်ထားတဲ့ကောင်ဒီဘယ်နည်းနဲ့မှတောင်းမှန်မဖြစ်နိုင်ဘူးဒီ line ဒီဟုတ်ပြီเนาะအဲ့တော့ဒီ line ဒီတောင်းမှန်မဖြစ်ဘူးဆိုတာကိုသိထားရမယ်ဟုတ်ပြီနော်အဲ့လိုတတ်မှတ်လို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီအောက်ချမ်းမှစပြီးတော့လုပ်မယ်အဲ့တော့ခါဒီကောင်လေးကတော့ခါဟုတ်ပြီနော်အဲ့တော့ခါကနေပြီးတော့ဒီအတွင်းထဲကိုဘယ်လောက်ဝင်မလဲဆိုရင်2.53ကြိုက်တယ်လို့ဝင်လို့ရတယ်အဲ့တော့ဒီကောင်ကကျတော့2.53ဆိုတာလူရဲ့ခန္ဓာကိုယ်ပုံမှာမူတည်ပြီးတော့ဝင်ရတယ်အဲ့တော့တော့ပထမဦးဆုံးအနေနဲ့2ဝင်လိုက်မယ်2 cmဟုတ်ပြီနော်ဝင်ကြည့်လိုက်မယ်ပြီးတော့မှ2ဝင်လို့မြင်ရ3ပြန်ဝင်မယ်2.5ကြိုက်တဲ့ဟာကဒါကစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကတော့2ဝင်ထားကြည့်လိုက်မယ်အဲ့တော့2ဝင်ထားပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ပြန်ပြီးတော့တိုင်းမယ်အဲ့တော့တိုင်းဖို့ရန်အတွက်ဆိုလို့ရှိရင်တော့ဒီမြင်းလေးကိုအောက်ကိုဆွဲချထားလိုက်မယ်ခိုင်လိုက်မြင်းလေးအဲ့တော့ရှင်ခွာလေးကတော့ဘယ်လောက်ရှိနေရလဲဆိုရင်18ရှိနေတာဟုတ်ပြီနော်ရှင်ခွာ18တဝက်ကဘယ်လောက်ရှိနေရလဲဆိုရင်9ရှိနေတာကောင်လေးက9ဟုတ်ပြီနော်အဲ့ဒီအမှတ်လေးကိုတော့ကဒီတန်ဖိုးလေးမှာလာပြီးတော့မြင်းလေးဆွဲထားလိုက်မယ်ပြီးသားပြီဆိုလို့ရှိရင်ဓာတ်ဝင်မဲ့တန်ဖိုးဒီလူတိုင်းကို3 cm ဝင်မယ်အဲ့တော့ဝင်မယ်ဆိုလို့ရှိရင်ဒီရှေ့ချမ်းဘက်မှာ1 cm ဓာတ်ရဲ့ဟိုဘက်ချမ်းဘက်မှာတော့ဒီ2 cm ဝင်လိုက်မယ်အဲ့တော့ပြန်မျှထောက်စားလိုက်တဲ့တန်ဖိုးဒီ3 cm ရှိသွားပြီအဲ့တော့ကျန်တဲ့ original ခါလေးကိုသွားပြီးတော့တိုင်းလိုက်မယ်တိုင်းလိုက်တဲ့တန်ဖိုးဒီ18ခွဲထက်ရောနေလားများနေလားအဲ့ဒါကိုလာပြီးတော့ကစားရမယ်ဟုတ်ပြီနော်အဲ့တော့ကျတော့ဒီဘက်ကကောင်ကလာပြီးတော့ဝင်มาဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ရနေစပြီးတော့တိုင်းလိုက်မယ်2 cm ဝင်ထားတဲ့ကောင်ကနေလာပြီးတိုင်းလိုက်တဲ့အခါမှာ17ခွဲရှိရဲ့ဒီတစ်ကိုတစ်ဖက်တစ်ကိုဒီတောက်တစ်ကို17ခွဲအဲ့17ခွဲလေးကိုထောက်ခဲ့မယ်ထောက်ပြီးသွားရင်ဒီဘက်ကတောက်အစွန်တစ်ကိုလာထပ်လိုက်မယ်17ခွဲကနေပြန်တိုင်းမယ်ဒီဘက်ကိုဘယ်လောက်ရှိနေရလဲဆိုရင်တော့ဒီ19ခွဲရှိနေဒီမှာဆိုလို့ရှိရင်19ခွဲရှိတယ်အဲ့တော့19ခွဲရှိရဆိုတော့ဒီရဲ့အကျယ်ကဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်တော့ဒီမှာရေးလိုက်မယ်19ခွဲဟုတ်ပြီနော်19ခွဲအဲ့တော့ဒီမှာလိုချင်တဲ့တန်ဖိုးကဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်18ခွဲအဲ့ဘယ်လောက်กว่าနေရလဲဆိုရင်1กว่าနေရ1กว่าနေရဖြစ်တဲ့ကြောင့်မလို့ဟိုဘက်ကို 0.5 ဒီဘက်ကို 0.5 ချဲလိုက်မယ်တောက်ရဲ့တန်ဖိုးလေးအဲ့တော့ဟိုဘက်ကို 0.5 ချဲလိုက်မယ်ဒီဘက်ကိုလည်းဘယ်လောက်ချဲလိုက်မလဲ 0.5 ချဲလိုက်မယ်โอเคလို့လေးရလာလိမ့်မယ်။ Wi-Fi ချက်တဲ့အခါမှာတော့ဒီပြန်တိုင်းကြည့်မယ်။သူ့ရဲ့တန်ဖိုးလေးဒီကနေဒီတန်ဖိုးလေးကတော့17ဖြစ်ပြီးတော့ဟုတ်ပြီနော်။ဒီ17ကနေဒီဘက်တန်ဖိုးလေးကတော့18ခွဲဆိုတော့ဒီမှာ18ခွဲနော်လူချင်းတဲ့ခါတန်ဖိုးလေးရသွားပြီ။အဲ့တော့နော်လူချင်းတဲ့တောက်လေးကဒီတောက်လေးကို guideline လေးလို့ဆွဲထားလိုက်မယ်။ဒီတောက်လေးကို guideline လေးလို့ဆွဲထားလိုက်မယ်။ဟုတ်ပြီနော်။အဲ့တော့ဒီကောင်လေးကတောက်ဝင်လာမယ်ကဟုတ်ပြီနော်။အဲ့တောက်ဝင်တော့ဒီမှာ2မဟုတ်ဘဲနဲ့2.5ဝင်ကြည့်လိုက်မယ်ဆိုရင်ဒီတောက်လေးကတီးသွားလိမ့်မယ်။3ဝင်မယ်ဆိုဒီတောက်လေးကပူတီးလာလိမ့်မယ်ဟုတ်ပြီနော်အဲ့တောက်လေးကိုတော့ဒီဘာလို့ရတာလဲဆိုရင်ကစားရတာဟုတ်ပြီနော်ရမယ်လို့ထင်တယ်ဒီလိုပြီးသားပြီဆိုလို့ရှင်တော့ဒီဘေးကကောင်လေးရဲ့ guideline လေးကိုဆွဲထားလိုက်ဆွဲပြီးသားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုတော့ဒီတင်မြင့်နဲ့ပိုင်မြင့်နဲ့ကိုနောက်ထပ်တစ်ဝက်ထပ်ပြီးတော့ဝတ်လိုက်မယ်7ဆိုတော့ဒီ6 okay လုပ်လို့ပြီးသားပြီဆိုလို့ရှင်သူ့ကိုဘာလေးလုပ်မလဲဆိုလို့ရှင်တော့ကပြည်တန်လေးနဲ့ကတ်တစ်ခါနဲ့ကတ်ဝိုက်မယ်အဲ့တော့ကတ်ဝိုက်တဲ့အခါမှာဆိုလို့ရှင်လည်း
customer ရဲ့တင်မရှိတ်လေးကိုသိရမယ်ပေါ့နော်သူရဲ့တင်မရှိတ်ကဒီခါနေပြီးတော့စပြီးကောက်သွားလာအဲ့ဒီအနေထားပုံမူတည်ပြီးတော့ကျွန်တော်တို့ကတ်ရဲ့အနေထားလေးကိုကစားရမယ်ကတ်ကိုဒီကောင်းဒီပုံမှာထားရလို့ဟိုမှာထားရဆိုပုံသေးမဟုတ်ဘူးပေါ့နော်လူရဲ့ body structure ပုံမူတည်ပြီးတော့ပြောင်းလဲနေရအဲ့တော့တော့ကဒီကောင်လေးကို white ကြည့်လိုက်မယ် white တဲ့အခါမှာဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီကျွန်တော်တို့ဒီဆွဲထားတဲ့ line ရဲ့အပြင်ဘက်ကိုကတ်ဒီလိုထွက်သွားလို့မရဘူးဟုတ်ပြီနော်ကတ်အဲ့လိုထွက်သွားလို့မရဘူးဆိုတော့တချို့စင်ဒီလို white ကောင်း white လေးမယ်ဒီလို white ကောင်း white လေးမယ်အဲ့တော့ဒီဘက်ကိုထွက်သွားလို့မရဘူး guideline ရဲ့အတွင်းထဲမှာပဲပြည်တန်းရှိနေရမှာဟုတ်ပြီနော်အဲ့တော့ဒီလောက်လေးကို white လိုက်မယ် okay ဒါခဲတန်းလေးနဲ့ပဲ white လိုက်တာเนาะအဲ့လို white လုပ်ပြီးသားပြီဆိုတာနဲ့တော့ဒီကောင်လေးကတ်ကိုပြောင်းပြန်လှန်လိုက်မယ်လှန်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီလိုလှန်လိုက်မယ်ဟုတ်နော်လှန်ပြီးသားရနေလို့ရှိရင်အမှတ်လေးကိုလာပြီး white ဒီကောင်ကခါအမှတ်နေရာမှာထောက်မယ်ပြီးသားပြီဆိုလို့ရှိရင်အမှတ်နေရာမှာအဲ့လိုပဲအဲ့နေရာမှာဆိုလို့ရှိရင်ခါနေရှင်နဲ့ကြားထဲမှာအသားတွေထွက်နေရလားပုံမူတည်ပြီးတော့တော့ကတ်ဝိုက်တာကိုကစားမယ်ဘယ်နေရာမှာတောင်းမှန်ဘလို့ပါညာပြီးကိုအပေါ်ယူရမယ်အတက်ယူရမယ်လို့မဟုတ်ဘူးเนาะသူရဲ့ပုံစံလေးကိုတော့ဒီသတ်မှတ်ထားလို့ရတယ် okay လို့လေးရသွားပြီလို့လေးရသွားပြီဆိုလို့ရှိရင်ဒီမှာခါရှိတ်လေးတူပေါ်လာပြီပေါ့เนาะ okay အဲ့လိုပေါ်လာပြီဆိုတဲ့အနေထားမှာတော့ဒီအခုဆွဲလိုက်တဲ့မြင်းကိုတော့တောင်းမှန်ယူမယ်ဒီဆွဲလိုက်တဲ့မြင်းကိုနော်ဆွဲလိုက်တဲ့မြင်းကိုတောင်းမှန်ယူမယ်အဲ့တော့ပေးတမ်းမဲ့ဒီမှာ down line တွေရှိတယ်အိုက်ကောင်လေးနဲ့အခုဆွဲလိုက်တဲ့မြင်းတွေကိုတောင်းမှန်ယူပြီးတော့တော့ဒီ guideline လေးတစ်ချက်လို့ဆွဲခေါ်ထားလိုက်မယ်ဟုတ်ပြီနော်ဒီကောင်နဲ့ဒီ line နဲ့ဒီ line နဲ့ဒီတောင်းမှန်ဖြစ်နေရမယ်ဟုတ်နော်လို့တောင်းမှန်လေးဖြစ်နေရမယ်ရမယ်နော်အဲ့လိုလေးရပြီဆိုလို့ရှိရင်တော့ဒီခန္ဓာကိုယ်ရဲ့အောက်ပိုင်းတွေကအကုန်လုံးရသွားပြီရသွားပြီဆိုလို့ရှိရင်တော့ဒီတန်ဖိုးလေးတစ်ချက်ကြည့်အောင်အဲ့တော့ဒီတန်ဖိုးလေးကိုတော့ဒီအောက်ကိုပိုင်မြင်းနဲ့ဟုတ်ပြီနော်တောက်ရဲ့အရှိကိုဆွဲဆန့်ပါမယ်နော်ပိုင်မြင်းနဲ့ဟုတ်ပြီနော်ပိုင်မြင်းနဲ့တင်မြင်းနဲ့တဝက်ကြားတွေကိုသွားလိုက်မယ်တောက်လေးကိုဆွဲထုတ်လိုက်မယ်โอเคအဲ့ဒီတန်ဖိုးလေးမှာတော့ဒီမှာတစ်ခါတည်းနဲ့လာပြီးတော့လိုလေးဆွဲထားလိုက်ပြီးရင်ဒီအရင်ထိနေလာပြီးတော့ဆွဲလိုက်မှာအဲ့တော့ခုဒါက basic pattern ဖြစ်တဲ့အတွက်ကြောင့်မလို့တောက်တဲ့နေရာမှာဒီလိုအချွန်နေဖြစ်နေရเนาะဒါ customer in ကိုရှင်ပုံးလားခတိုလားခရှိလားအဲ့ဒါတွေဖြတ်ပြီးတော့မှတောက်ရဲ့အနေထားပုံမူတည်ပြီးတောက်တွေကိုကတ် white တင်တာ white မယ်စားတင်တာစားမယ်ဒါ main pattern ဆိုတော့ဒီတိုင်းမှာဆွဲရမယ်ပေါ့နော်အဲ့လိုလေးရပြီရသွားပြီဆိုရင်တော့ဒီမှာ giant တန်ဖိုးလေးလာပြီးတော့ဆွဲမယ် giant တန်ဖိုးမဆွဲခင်မှာတော့ဒီပါတီရမလဲဆိုရင်ရှေ့ချမ်းမယ်ရှင်းကျဲတန်ဖိုးလေးကိုတစ်ချက်ကြည့်လိုက်မယ်ရှင်းကျဲတန်ဖိုးကဘယ်လောက်ရှိနေရလဲ32အဲ့တော့တဝက်ဆိုတော့တော့ဒီဘယ်လောက်လဲ16ဟုတ်ပြီနော်တဝက်ဆိုတော့16ဒါခန္ဓာကိုယ်တစ်ချမ်းဝယ်ဆွဲနေရလေနော်ရှေ့ချမ်းမှာဆိုတော့တစ်ချမ်းဝယ်ဆွဲနေလို့နှစ်ပဲစားလိုက်မယ်32ရဲ့တဝက်ကဘယ်လောက်လဲဆိုလို့ရှိရင်16ဆွဲတန်ဖိုးအဲ့တော့ဒီရှင်မြင်းလေးကိုတော့ဒီလိုလေးခောက်ထားမယ်နော်ဆိုတော့ပကုံးတောက်လေးကိုဒီလိုလေးခောက်ထားလိုက်ခောက်ထားပြီးသားပြီဆိုလို့ရှင်တော့ဒီပကုံးတောက်ရဲ့တန်ဖိုးလေးကိုလာပြီးတော့အစားသွင်းလိုက်မယ်သွင်းလိုက်တဲ့အခါမှာဒီတန်ဖိုးလေးကဘယ်လောက်ရှိရမလဲဆိုရင်16ရှိရမယ်ဟုတ်ပြီနော်အဲ့တော့ပြည်တန်လေးကိုပြောင်းပြန်ခိုင်းလိုက်မယ်ပြီးရင်ဒီ line ပေါ်လာတင်မယ်အဲ့တော့ line ကမညီနိုင်ဘူးเนาะဒီကောင်လေးနဲ့ဟုတ်ပြီเนาะဒီကောင်လေးလှုပ်လိုက်တဲ့အခါမှာ line ကဒီလိုလွဲသွားပြီတောက်ထပ်လိုက်လို့လွဲသွားပြီဟုတ်เนาะလွဲသွားတဲ့အတွက်ကြောင့်မလို့လွဲတဲ့အတိုင်းပဲเนาะတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တိုင်းပေးရမယ်အဲ့တော့ဒီပုံမှာเนาะဒီ block ဆိုတဲ့ဟာလေးလာတိုင်းမယ်ဆိုရင်16ဆိုတဲ့ဟာလေးကိုလာပြီးတော့မှတ်လိုက်တဲ့အခါမှာဒီနေရာလေး okay အဲ့နေရာလေးဟုတ်ပြီเนาะဒီနေရာလေးကတော့ဗာလေးလောက်ထားလိုက်မလဲဆိုလို့ရှိရင် guideline လေးခေါ်ထားလိုက်မယ် okay ဟုတ်เนาะဒီလိုတောက်ကိုဖြန့်ပြီးတော့တိုင်းလို့ရှိရင်တောက်ရဲ့မမှန်ဘူးเนาะအဲ့တော့တောက်စာဝင်နေတဲ့အတွက်ဒီမှာ18ဝင်နေလိမ့်မယ်ဒီက2ဆိုတော့ပြန်နှုတ်လိုက်တဲ့အခါမှာ16 auto ပြန်ကျန်နေလိမ့်မယ်ဟုတ်ပြီเนาะဒီလိုလေးရပြီဆိုတော့တော့ဒီမှာ giant တစ်ခါရင်းနဲ့ white တော့မယ်အဲ့တော့ giant white တော့မယ်ဆိုလို့ရှိရင်တော့ကြည့်မယ်ဒီမှာ guideline ခေါ်ထားတယ်အဲ့ guideline ကိုတော့မြင်သာအောင်လိုလေးဆွဲပြမယ်เนาะဒီလိုလေးဆွဲထားလိုက်ဆွဲပြီးရင်ဒီ P ခွေးကိုကြည့်မယ် P ခွေးလေးကိုလာပြီးတော့ဒီလိုတင်လိုက်မယ်တင်တဲ့အခါမှာဆိုလို့ရှိရင် guideline ရဲ့အတွင်းထဲကို P ခွေးကဒီလိုဝင်သွားလို့မရဘူးဟုတ်ပြီနော် guideline ရဲ့အပြင်မှာပဲရှိနေရလိုလေးဝင်မယ်အဲ့လိုစမယ်ဆိုလို့ရှိရင်ဒီမှာလည်း guideline ခေါ်ထားတယ်အဲ့ခေါ်ထားတဲ့အောက်ကိုဒီလို P ခွေးကကျသွားလို့မရအောင်နော် guideline ရဲ့အတွင်းထဲမှာပဲရှိမယ်ဒီကောင်ရဲ့အတွင်းနဲ့ဒီကောင်ရဲ့အတွင်းနဲ့အဲ့လိုလေးရမယ်ရလာပြီဆိုတော့မှ no ဒီတန်မိုးလေးကိုဘာလုပ်တော့မလဲဆိုရင် white လိုက်မယ်okay လိုလေးရပြီအဲ့တော့အောက်ကိုရပြီဆိုတော့ဒီအပေါ်ထပ်ပြီးတော့သွားဝိုင်းမယ်အပေါ်တစ်ဆင့်သွားပြီးတော့ white တော့မယ်ဆိုရင်ဒါ cuff ကကြီးနေလို့เนาะဒီ cuff ကကြီးရဆိုတဲ့အတွက်ကြောင့်မလို့တန်ဖိုးလေးကိုနှစ်ဆင့် white ရတယ်မရဘူးဆိုလို့ရှိရင်okay လိုလေးရလာလိမ့်မယ်ဟု
ဟုတ်ပြီနော်အဲ့လိုလေးရလာပြီဆိုလို့ရှင်ဒါဒီကောင်တော့ဒီရှေ့ချမ်းပတ်တက်မှာဒီပုံစံတိုင်းဆိုပြီးပြီဟုတ်ပြီနော်အဲ့တော့နောက်ချမ်းသွားဆွဲပြီးမှဒီမှာဂျိုင်းစားရမယ်တန်ဖိုးလေးပြန်စားအောင်လည်းရတယ်လို့နော်ရှေ့ချမ်းအပြီးတစ်ခါနဲ့ဖြတ်ချမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ချမ်းပြီးအောင်ဆွဲမယ်ရှေ့ချမ်းဂျိုင်းဒီလိုဆွဲလို့ပြီးပြီဆိုတာနဲ့တော့ဒီမှာဘာပြန်လုပ်လိုက်မလဲဆိုလို့ရှင်ဒီဂျိုင်းဆွဲထားတဲ့အမှတ်ကနေပြီးတော့အပြင်ဘက်ကို 2.5 တန်းလိုက်မယ်ဂျိုင်းမှလာပြီးတော့စားပလိုက်တာပေါ့နော်တောက်ခါနဲ့ 2.5 ပြီးရင်ဂျိုင်းမြင့်အတိုင်းပဲကွေးသွားတဲ့ line အတိုင်းပဲ 1.5 အဲ့ဒီကောင်လေးနဲ့တော့ဒီရင်ထိတ်နေလာပြီးတော့ဆက်လိုက်မယ်โอเคပြီးသားပြီဆိုလို့ရှိရင်ဒီမှာလည်းလိုလေးဆက်လိုက်မယ်โอเคလိုလေးရပြီအဲ့ဒီကောင်လေးဒီဘာလုပ်လိုက်ရမယ်မြင်လဲဆိုရင်စားထုတ်လိုက်ရမယ်မြင်ဟုတ်ပြီနော်အဲ့တော့စားထုတ်ဖို့ရန်အတွက်ဆိုလို့ရှိရင်ဒီဟာကြီးကိုဒီလိုထပ်ပြီးစားမယ်ဆိုရင်ဖောင်းတက်လာလိမ့်မယ်ပတ်တန်အဲ့ဒီအတွက်ကြောင့်မလို့ဒါရင်တော့လက်နဲ့ဆွဲနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကြီးကိုခွဲဟာလုပ်လိုက်မယ်နော်ခွဲပြီးတော့ဒီနားမှာတိတ်နဲ့အစားထိုးပြီးတော့လုပ်တဲ့နည်းကိုအသုံးပြုကြမယ်ဟုတ်ပြီနော်အဲ့တော့နောက်စာရွက်လေးနဲ့တကူဆက်လိုက်ခွဲဟာလေးလုပ်မယ်ဆိုလို့ရှိရင်တို့ဒီမှာတက်ကြီးလေးယူရမယ်ဒီလိုတက်ကြီးနဲ့မလုပ်ချင်လဲဒါလေးနဲ့တုံးလို့လည်းရတယ်ပေါ့နော်အဲ့တော့ပခုံးရဲ့အလဲတဝက်ဟုတ်ပြီနော်ပခုံးရဲ့အလဲတဝက်မြင်တနည်းအားဖြင့်ဒီမှာတောက်ကက်ရဲ့အလဲကနေပြီးတော့တို့ခွဲချလိုက်မယ်စာရွက်ကိုရင်ထိတ်ထိပဲခွဲမယ်နော်โอเคစာရွက်လေးခွဲပါလိမ့်မယ်ရှင်ထိတ်ထိပဲဒီလိုလေးခွဲလိုက်ခွဲလို့ပြီးပြီဆိုတာနဲ့တော့ဒီကနေပြီးတော့ဘာလို့လုပ်မလဲဆိုရင်သူ့ကိုထပ်တော့မယ်ဆိုလို့ရှင်လည်းအဲ့လိုပဲနော်ဒီစာရွက်လေးကိုဘာလုပ်လိုက်မလဲဆိုရင်တော့ခွဲလိုက်မယ်โอเคလိုလေးခွဲလိုက်မယ်ဒီတန်မိုးလေးရမယ်နော်ဒါဘာမှမလုပ်ခင်အနေထားနော်ခွဲလိုက်တဲ့ line လေးပခုံးတောက်ရဲ့အလေကိုခွဲလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဂျိုင်းတောက်လောက်ထားတဲ့ 1.5 line လေးကိုလည်းခွဲလိုက်တယ်ခွဲလို့ပြီးသွားရင်ဒီ line လေးကိုတော့ဒီပေါ်လာပြီးတော့ထပ်လိုက်မယ်ဒီပေါ်လာပြီးတော့ထပ်လိုက်မယ်ဟုတ်နော် 2.5 ဆိုတဲ့မြင်းလေးပေါ်လာပြီးတော့ထပ်လို့ပြီးသွားရင်တော့ဒီတိတ်ခုံစားပြီးတော့သုံးပြီးတော့မယ်တိတ်လေးကိုတစ်ခါတည်းနဲ့ကတ်မယ်တိတ်ကတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီလိုပဲဟိုဖောင်းနေရာတွေချွန်ထွက်နေရာတွေပြီးအဲ့လိုမျိုးကတ်လို့မရဘူးပေါ့နော်တညီတဲ့တသားလေးဖြစ်အောင်ကတ်ရမယ်ဒီနှစ်ခုကတ်လိုက်တဲ့အခါမှာအဲ့တော့ဒီရင်ထိတ်ကိုစားပြီးတော့လိုကတ်လိုက်ပြီโอเคမှာကတ်လို့ပြီးသားနဲ့သူ့ရဲ့တစ်လျှောက်လုံးကိုကတ်မယ်ကတ်တဲ့အခါမှာလည်းအဲ့လိုပဲတချို့ရှိတိတ်ကြီးကိုအရှိဆွဲချပြီးတော့ဒီလိုတစ်ခါလက်နှစ်ဖက်နဲ့ကတ်လိုက်တဲ့အခါမှာတိတ်ကိုဆွဲထားတဲ့အခါမှာတိတ်ကတော့လက်မှာဆွဲထားတော့တင်းနေတယ်ဒီအောက်လည်းကတ်လိုက်တယ်ကတ်ပြီးသွားတဲ့အခါမှာတိတ်က elastic ပြန်ပြီးယုံလိုက်တဲ့အခါမှာစက်ကိုပြန်ပြီးကျုံလိုက်တယ်ပေါ့နော်အဲ့လိုကြောင့်မလို့တော့တိတ်ကိုအရှိမကတ်ဘဲနဲ့အရှိကတ်မယ်ဆိုလို့ရှိရင်လည်းမဆွဲဘဲနဲ့ကတ်ပေါ့နော်โอเคလောက်ကတ်လိုက်မယ်ကတ်လိုက်တဲ့အခါမှာဒီကိုထပ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာခွဲလေးကွဲသွားပြီအဲ့ကွဲသွားတဲ့နေရာမှာတော့ဒီဘာလုပ်မလဲဆိုလို့ရှိရင်စာရွက်လေးကိုအစားထိုးပြီးတော့လာပြီးတော့ကတ်ရမယ်โอเคလိုလေးအစားထိုးမယ်အစားထိုးလို့ပြီးသွားပြီဆိုလို့ရှိရင်တို့ကဒီ line တက်မိုးလေးကိုဘာလုပ်မလဲဆိုရင်ကတ်မယ်သူ့ကတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းတညီရဲ့ဖြစ်အောင်တစ်ခါနဲ့ကတ်မယ်โอเคလိုလေးကတ်လိုက်ပြီအဲ့တော့ကတ်လိုက်တဲ့အခါမှာဆိုလို့ရှင်တို့ဒီပခုံးရဲ့တောက်လေးကဒီလောက်ထိကျသွားပြီအဲ့တော့ဒီမှာကဗာလေးဝင်လာပြီလေဆိုရင်ဂျိုင်းမြန်းဒီလိုထပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာစောင်းသွားပြီပေါ့နော်အဲ့တော့စောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်ကတောက်ကျိုးပြန်ထပ်ပြီးတော့ရှင်ကျယ်မြင်းကိုပြန်မှတ်မယ်ပြီးသွားပြီဆိုလို့ရှင်ဂျိုင်းတံပိုးပြန်ပြီးတော့ပွိုင်လိုက်အဲ့ဒါဆိုလို့ရှင်တော့ရှည်ရန်ပြီးပြီပေါ့နော်အဲ့တော့ဒီလိုဖြစ်တဲ့အတွက်တော့အောက်မှာစာရွက်လေးကတ်ထားတဲ့အတွက်ကြောင့်မလို့စာရွက်လေးကဒီလိုလေးဖြစ်နေတယ်ဖြစ်နေတဲ့ကောင်လေးတော့နောက်ချမ်းမဲ့လေးဖတ်ပြီးတော့ကတ်ထားလိုက်ပါ
โอเคလို့လေးရပြီဆိုတော့ဒီစာရွက်ကိုတော့ပြန်ပြီးတော့ခောက်မယ်နော်ပြန်ခောက်မယ်ခုန line တိုင်းမှာခောက်လို့ပြီးသွားတယ်ရင်ထိတ်ကိုလာပြီးတော့ထောက်မှာဟုတ်နော်ခောက်လိုက်တဲ့မြေကရင်ထိတ်ဖြစ်ရမယ်ထောက်လို့ပြီးသွားပြီဆိုလို့ရှိရင်ဘယ်ထိရင်ထိတ်ကိုလာထောက်မှာနော်ခဏလေးပြီးသားရင်ထိတ်လေးကိုတော့ထောက်ထားမယ်ထောက်ထားလို့ပြီးသားပြီဆိုလို့ရှိရင်ခုနကပခုံးထောက်ရဲ့တစ်ဖက်ကိုပြန်ပြီးတော့လွတ်ထပ်လိုက်မယ်โอเคထောက်အဲ့တော့တောက်ရဲ့ဒီနေရာလွဲသွားတာနဲ့တော့ဒီတောက်ကက်ရဲ့ဒီနေရာလည်းလာပြီးတော့လွဲသွားလိမ့်မယ်เนาะအဲ့တော့ဒီမှာလို့ထပ်လိုက်တယ်ထပ်လို့ပြီးသွားရင်တောက်ကက်လွဲမလွဲသိချင်လို့ရှိရင်ဒီပခုံးမြင်းလေးအတိုင်းပဲတော့ဒီ tracing wheel လေးနဲ့ပြန်ပြီးတော့လှိမ့်ကြည့်လိုက်မယ်လှိမ့်လိုက်ပြီးဆိုတာနဲ့ဒီမှာတောက်ကက်လေးကတောက်ကြည့်လာတာနဲ့အများတောက်ကက်လေးကလာပြီးတော့ကြည်သွားလိမ့်မယ်အဲ့တော့တော့ကဒီမဲ့ဆိုလို့ရှိရင်တောက်ကက်လေးကတောက်ကက်လေးကအဲ့လိုဝင်သွားပြီဟုတ်ပြီနော်ဝင်သွားပြီဆိုလို့ရှိရင်တော့ဒီပခုံးကိုဒီလိုထပ်ထားတဲ့အချိန်မှာဘာလေးကိုလာတိုင်းမလဲဆိုလို့ရှိရင်ရင်းကျဲတန်မိုးလေးကိုလာပြီးတော့တိုင်းမယ်ရင်းကျဲတန်မိုးတွေတော့ဒီဘယ်လောက်ရှိနေရလဲဆိုရင်16ရှိနေရဟုတ်ပြီနော်အဲ့တော့16ရှိနေရပြီလို့ကြောက်မလို့ပြီးတဲ့အတူလေးနဲ့တိုင်းလိုက်မယ်နော်16ရှိနေတဲ့အမှတ်လေးကိုလာပြီးတော့ဒီပုံမှာမှတ်မယ်မှတ်လို့ပြီးသားတာနဲ့တော့ဒီမှာလာပြီးတော့တိုင်းလိုက်မယ်တိုင်းလိုက်တဲ့အခါမှာဘယ်နေရာကိုလာကြလဲဆိုလို့ရှိရင်ဒီနေရာနဲ့မတင်မီလေးမှာလာကြတယ်အဲ့တော့ကိုနောက်တစ်ခေါက်ပြန်ဆွဲတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီနေရာပဲမတိုင်းချင်မှတ်ထားလို့ရတယ်ဒီအစွန်ထွက်သွားတဲ့နေရာပေါ့နော်အဲ့တော့ဒီမှာဒီချောင်းပြန်ပြီးတော့တိုင်းလိုက်မယ်16 Okay ဒီနေရာလေးဒီအမှန်လေး16အဲ့တော့အဲ့နေရာလေးရောက်ပြီဆိုတော့မှတော့ဒီအမှန်ချိုင်းကိုပြန်ပြီးတော့မလုပ်တော့မလဲဆိုလို့ရှိရင် white တော့မယ်ဒီချိုင်းအမှတ်ရပြီးသွားပြီဆိုလို့ရှိရင်ဒီကအမှတ်လေးရကိုတစ်ခါလေးနဲ့မှတ်မယ်မှတ်လို့ပြီးသွားတယ်နဲ့တော့ soft pin လေးနဲ့တီးချသွားပြီဆိုတော့တစ်ခါလေးနဲ့ white လိုက်တော့မယ်နော်โอเคပြီးသွားပြီဆိုလို့ရှိရင်ဒီကခုနမှတ်ထားတဲ့16ဆိုတဲ့အမှတ်လေးရဒီကတန်ဖိုးလေးကိုပြန်ပြီးတော့white မယ် sorry နော်ကျွန်တော်အလုပ်စပွဲရဟိုဘက်က computer ကြီးထားတော့ကြတော့โอเคဒီချိုင်းတန်ဖိုးလေးကဒါအမှန် final result လေးရပါပြီရောက်သွားပြီဆိုလို့ရှိရင်တော့ဒီအောက်ကတန်ဖိုးလေးကိုလည်းဗာလေးလောက်ထားလိုက်မလဲဆိုလို့ရှိရင်မြင်ရအောင်လို့တစ်ခါလေးနဲ့ white ထားလိုက်ပြီးသားတော့ဒီခါနာလေးကိုလာပြီးတော့ဖြီးထားတယ်โอเคလူလေးရလာပြီလူလေးရလာပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတော့တို့ရှေ့ချမ်း pattern ဆွဲထားပြီးသွားပြီဆိုတော့ကျတော့တောက်ဝင်လာမဲ့အမှတ်လေးကိုမမြင်ရမှာဆိုတော့ပြထားလိုက်မယ်ဒီကောင်လေးကတောက်โอเคဒီမှာတော့ line စင်းလေးနဲ့ပြထားတဲ့ကောင်လေးကကျတော့ဗာလေးလဲဆိုလို့ရှိရင်တော့တို့ကရှေ့ချမ်းရဲ့ပခုံးတောက်ဆိုတဲ့အမှတ်လေးဟုတ်ပြီနော်ဒီအမှတ်လေးရသွားပြီဆိုလို့ရှိရင်တော့ဒီနောက်ချမ်းဘာလို့ရပြီလဲဆိုရင်နောက်တစ်ပိုင်းမှာတို့နောက်ချမ်းဆွဲနေစပြီးတော့ပြတော့မယ်ဟုတ်ပြီနော်နောက်ချမ်းဆွဲပြီးရင်တော့ချိုင်းတက်မိုးကြီးချိန်မယ်ပခုံးတက်မိုးကြီးချိန်မယ် level ပေါက်လေးဖောက်မယ်ဆိုလို့ရှိရင် basic pattern လေးပြီးသွားပြီပြီးရင်နောက်ထပ် left pattern လေးဆွဲပြမယ်ပေါ့နော်ရမယ်လို့ထင်တယ်နောက်တစ်ပိုင်းကြာလို့ရှိရင်တော့နောက်ချမ်း pattern လေးကိုစပြီးတော့ဆွဲပြမှာဖြစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်မ
င်္ဂလာပါအခုကျတော့ထိုင်းစင်တီမီတာနီးကိုမနေ့ကတော့ရှေ့ချမ်းဆွဲလုပ်ပြီးသွားပြီပေါ့နော်အဲ့တော့အခုကျတော့နောက်ချမ်းဆက်ပြီးတော့ဆွဲမယ်အဲ့တော့နောက်ချမ်းဆက်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့ဒီမင်းကပြောခဲ့တဲ့အဆင့်တိုင်းမျိုးအကုန်လုံးရှေ့ချမ်းနေမှာတောက်တွေထက်စရာရှိရထက်မယ်ရှေ့ချမ်းပကုံးတောက်တွေအကုန်လုံးလုံးစရာရှိရလုံးမယ်လုံးလို့ပြီးသွားပြီဆိုတော့မှတော့နောက်ချမ်းဆက်ပြီးတော့ဆွဲမယ်ဟုတ်ပြီနော်နောက်ချမ်းဆက်ပြီးတော့ဆွဲတော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးတော့ဒီရှေ့ချမ်းနေပြီးတော့ဘယ် line နဲ့မှသက်ဆိုင်တော့ဟုတ်ပြီနော်3 cm line ဒီရှေ့ရောနောက်ရောသက်ဆိုင်တယ်ကျန်တဲ့ဒီမှာဆွဲထားတဲ့ line တွေဒီနောက်ချမ်းနဲ့ဘာမှမဆိုင်တော့အဲ့ဒီအတွက်ကြောင့်မလို့လို့ဒီ line ဒီနော်စဆွဲကနေရင်လည်းပြောတယ်တောင်းမှန်မြင်မဟုတ်ဘူးလို့ပြောခဲ့တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့တော့ဒီရှင်မြင်းလေးကိုနော်ဒီရှင်မြင်းကိုကြော်ပြီးတော့လှမ်းတိုင်းလိုက်မယ်3 cm နေပြီးတော့ဟုတ်ပြီနော်ရှင်မြင်းကိုကြော်ပြီးတော့ဘယ်လောက်လှမ်းတိုင်းလိုက်မလဲဆိုလို့ရှင်တော့ဒီရှင်မြင်းကိုကြိုက်တဲ့လောက်ကြော်လိုက်ရရနော်ဘာလို့ကြိုက်တဲ့လောက်ကြော်လို့ပြောရလဲဆိုရင်တော့ဒီမှာတစ်ချက်ကြည့်အောင်ပုံသေးနိမယ်ရှင်တန်မိုးမယ်ကြည့်လိုက်25ဒီမှာ23ရှိတယ်နောက်ချမ်းမယ်ကြည့်လိုက်မယ်တင်တန်မိုးဒီနောက်ချမ်းတင်တန်မိုးဒီ26.25အဲ့တော့ဒါနဲ့မဆိုင်ဘူးဟုတ်ပြီနော်ရှင်တန်မိုးကိုပဲကြည့်လိုက်မယ်သူရဲ့25ရေတင်တန်မိုးက24.25ဆိုတော့ရှေ့ချမ်းမယ်ဆွဲခဲ့တဲ့ကောင်နှစ်ခုကိုရှင်းလိုက်တဲ့အခါမှာဘယ်ကများနေရလဲဆိုရင်ရှင်တန်မိုးကများနေရအဲ့တော့များတဲ့ကောင်ပေါ်မှာလာပြီးများတဲ့မြင်းပေါ်မှာလာပြီးတော့တိုင်းမယ်နော်တောင်းမှန်မြင်းလိုချင်လို့အဲ့တော့များတဲ့မြင်းပေါ်မှာရင်တော့ကဘယ်လောက်ယူလိုက်မလဲဆိုလို့ရှိရင်ဒီ point အမှတ်လေးကိုကြော်ပြီးအမှတ်တစ်မှတ်မှတ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒီအမှတ်လေးကိုတော့လှမ်းတိုင်းလိုက်မယ်ဘယ်လောက်ရှိရလဲဆိုရင်တော့ဒီမှာ20နဲ့မှခွန်ရှိရဟုတ်ပြီနော်20ခွန်ရှိရဒီအမှတ်လေးက20ခွန်အဲ့လိုပဲတော့ဒီအောက်ကနေပြီးတော့ဗာပြန်လုံးလိုက်မလဲဆိုရင်ပြန်ပြီးတော့တိုင်းလိုက်မယ်တင်မှာလဲဘယ်လောက်လဲ20ခွန်ဆိုပြီးတော့လာတိုင်းလိုက်မယ်โอเคအဲ့20ခွန်ကနေပြီးတော့ဒီ20ခွန်လှမ်းဆက်လိုက်တဲ့မြင်းလေးကမှာဘာဖြစ်မလဲကောင်းလဲဆိုလို့ရှိရင်တို့ဒီတောင်းမှန်မြင်းဖြစ်မဲ့ကောင်းโอเคဒါလေးကမှာတောင်းမှန်မြင်းဒီကောင်ကတောင်းမှန်မှန်ဘူးเนาะโอเคအဲ့လိုလေးရပြီဒီလိုလေးရပြီဆိုလို့ရှိရင်တော့ဒီရှေ့ချမ်းလုံးဝသက်ဆိုင်ခြင်းမရှိတော့ဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့သူ့ကိုလာပြီးတော့ခောက်လိုက်တော့မှာအခုဆွဲလိုက်တဲ့ခဲတံနဲ့ဆွဲလိုက်တဲ့20ခွန်ဆိုတဲ့မြင်းလေးတော့ဒီခောက်လိုက်လေးရလာပြီ။ရလာပြီဆိုလို့ရှိရင်တို့ကြည့်ရအောင်။ချုပ်မှာဒီဘာနဲ့ချုပ်မှာလဲဆိုလို့ရှိရင်တို့ဒီ side sin side sin အချင်းချင်းချုပ်မှာပေါ့နော်။ဒီဘေးနဲ့ဒီဘက်ဘေးနဲ့ချုပ်မယ်။ရှေ့ချမ်းရဲ့ဘေးနဲ့နောက်ချမ်းရဲ့ဘေးနဲ့ချုပ်မယ်။အဲ့တော့ဒီဘေးလေးကိုတော့ဒီဘာလုပ်လိုက်မလဲဆိုရင်နောက်ချမ်းမှမြင်အောင်လို့ copy တစ်ခါလေးနဲ့ပွားလိုက်မယ်။အဲ့တော့ copy ပွားတာဒီဘယ်လိုပွားလဲဆိုလို့ရှိရင်တော့ဒီမှာ tracing wheel လေးနဲ့ဒီကနေပြီးကောင်လေးကိုဒီတစ်လျှောက်ကိုဘင်းလုံးလေးနဲ့လှိမ့်ချလိုက်မယ်အဲ့ဒါဆိုရင်ဒါဒီ tracing ပွားတယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တော့ဒီနောက်ချမ်းရဲ့မြင်အားဒီကောင်ပြီးသားပြီဆိုလို့ရှိရင် tracing wheel လေးနဲ့ဒီကောင်လေးကိုလိုလေးပွားလိုက်မှာနောက်ချမ်းကိုစပြီးတော့ဆွဲတာဒီဘယ်ကနေစဆွဲရလဲဆိုတော့တနည်းအားဖြင့် side sin ကနေစဆွဲတယ် side sin ဆိုတာဘေးချုပ်ယူကနေစပြီးတော့တို့ဆွဲတယ်ဒီထားရင်ဒီမှာတဝက်မှတ်ထားတဲ့ကောင်လေးဒီလိုမှတ်လိုက်โอเคလို့ပြီးပြီဆိုတာနဲ့တော့ဒီဘက်ကကောင်လေးတစ်ချက်သွားကြည့်လိုက်မယ်ဒီကောင်လေးကတော့နောက်ချမ်းဟုတ်နော်ဒီဘက်ကောင်လေးကတော့ဒါရှေ့ချမ်းအဲ့လိုလေးရလာလိမ့်မယ်အဲ့တော့ကြောင့်မလို့တော့ဒီနောက်ချမ်းလေးကိုဒါလုပ်လိုက်မလဲပါလိုက်တဲ့အခါမှာဆိုလို့ရှိရင်tracing wheel လေးနဲ့လှိမ့်လိုက်တာဖြစ်တဲ့ကြောင့်မလို့ဒီမြင်းလေးကဟိုဘက်ကိုမေရာမှန်ခံထားသလိုမျိုးဆန့်ကျင်ဘက် opposite line လေးရသွားလိမ့်မယ်အဲ့ line လေးကနေပြီးတော့တို့စပြီးတော့ဆွဲလို့ရပြီဟုတ်ပြီနော်စပြီးတော့ဆွဲရမယ်ဆိုလို့ရှိရင်အခု tracing ပွားလိုက်တဲ့ကောင်လေးကိုတို့ကဘာလေးဆွဲလိုက်မလဲဆိုလို့ရှိရင်ခဲတံလေးနဲ့တင်ပြီးတော့မာကာလေးနဲ့ဆွဲလိုက်လို့ရပြီအဲ့တော့ဒီ line ဆွဲလာရမယ်နော်ဒီ line လေးကိုတော့ဒီတောင်းမှန်မြင်းလေးယူလိုက်တယ်ပြီးရင် copy ပွားလိုက်တဲ့အခါမှာဒီ line လေးရလာပြီโอเคအဲ့လိုရလာပြီဆိုလို့ရှိရင်တော့ဒီနောက်ချမ်းကိုစပြီးတော့ဆွဲလို့ရပြီနောက်ချမ်းစပြီးတော့ဆွဲရမယ်ဆိုလို့ရှိရင်နောက်ချမ်းရဲ့ရင်တန်မှုဒီဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်တစ်ချက်ကြည့်အောင်23ရှိနေတာအဲ့တော့ရင်မြင်းမှာနောက်ချမ်းရဲ့ရင်တန်မှုလေးကိုအစားလာပြီးတော့တွင်တော့မယ်အဲ့တော့23ဆိုတဲ့အမှတ်လေးကိုတော့ဒီမှာထောက်လိုက်မယ်23โอเคရပြီရလာတဲ့တန်မှု23ဒီနေရာမှာအဲ့လိုရပြီအဲ့23လေးကိုတော့ဒီဘယ်ကနေပြီးတော့တောင်းမှန်ယူလိုက်မယ်ဒီ23ဆိုတဲ့မြင်းမှာလည်းတောင်းမှန်ယူလိုက်မယ်ယူပြီးသွားတော့ဒီအပေါ်ချစ်ကိုတစ်ခါလေးနဲ့ဆွဲတက်လိုက်မယ်
အဲ့တော့ဆွဲတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီဘယ်လောက်ထိဆွဲရမလဲဆိုရင်ခါမြင့်အထစ်ပဲဆွဲမှာအောက်ကိုဆွဲချလိုက်မယ်နော်ခါမြင့်အထစ်ပဲဆွဲမယ်ပြီးရင်အပေါ်တော့နော်ဒီအပေါ်ထိဆွဲတက်လိုက်လို့ရတယ်အဲ့တော့နောက်ချမ်းကိုစပြီးတော့ဆွဲတဲ့အခါမှာဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်နောက်ချမ်းပဲဆိုရင်တော့ဘာရှိနေရလဲဆိုရင်ကုတ်ကနေခါတန်ဖို့ရှိတယ်တို့ရှေ့ချမ်းမှာတော့လေကနေချက်တန်ဖို့သုံးတယ်လေချက်တန်ဖို့သုံးတယ်နောက်ချမ်းဆွဲတဲ့အခါမှာကုတ်ခါတန်ဖို့ကဘယ်လောက်ရှိနေရလဲ38ဟုတ်ပြီနော်အဲ့တော့38ဆိုတဲ့အတိုင်းပဲခါကနေပြီးတော့ကုတ်ကိုသွားပြီးတော့ပြန်တိုင်းဒီခါကနေပြီးတော့အပေါ်ကို38ပြန်တိုင်းလိုက်မယ်အခါကနေကုတ်ကိုပြန်တိုင်းလိုက်တဲ့အခါမှာ38ဆိုတဲ့တန်ဖိုးလေးကတော့ဒီနေရာလိုလေးရလာတယ်ရလာတဲ့တန်ဖိုးလေးမှာမှတော့ဒီတောင်းမှန်ပြန်ပြီးတော့ဆွဲလိုက်မယ်โอเคဆွဲလိုက်တဲ့အခါမှာနောက်ချမ်းရဲ့ level မင်းနေရာဒီကောင်ဆိုပြီးတော့အသစ်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အသစ်ဖြစ်သွားပြီဆိုလို့ရှင်တော့ဒီစပြီးတော့ပတန်စပြီးတော့ဆွဲမယ်အဲ့တော့ level တန်ဖိုးကတော့ဘယ်လောက်လဲ level စ2စ3ပေါင်း1ရဲ့တန်ဖိုးဒီ9ရဲ့ဟုတ်ပြီနော်9အဲ့ရနေတော့ဒီအပေါ်ပြန်ပြီးတော့တောင်းမှန်ပြန်တက်မယ်ဟုတ်ပြီနော်တောင်းမှန်တက်တဲ့တန်ဖိုးလေးကဘယ်လောက်လဲဆိုလို့ရှိရင်9ကို3ပုံပုံတစ်ပုံပြန်ယူလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ခွန်ကို3နဲ့စားလိုက်တဲ့တန်ဖိုးဟုတ်ပြီနော်ခွန်3နဲ့စားရဲဆိုတော့3နေရ6ဆို2.3ဟုတ်ပြီနော်အဲ့တော့2.3ရလာလိမ့်မယ်အဲ့တော့ဒီမှာတော့ဒီ2.3ဆိုတဲ့တန်ဖိုးလေးရလာလိမ့်မယ်အဲ့2.3ဒီဘယ်ရလာလဲဆိုရင်ဒီတန်ဖိုးလေးကို3ပုံပုံလိုက်တဲ့တပုံလေးကိုအပေါ်ထောင်တက်လိုက်ထောင်တက်လိုက်တဲ့တန်ဖိုးလေးနေရာမှာပါလေးလေးဆိုလို့ရှိရင်ပခုံး11တောင်လေးရလာလိမ့်မယ်နော်ပခုံးမြင်းလေးစထွက်မယ်ကောโอเคရမယ်နော်ဒီရမယ်ရပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘာသွားလို့မလဲဆိုလို့ရှိရင်ကြောကျဲတန်ဖိုးနောက်ချမ်းရဲ့ကြောကျဲတန်ဖိုးဒီဘယ်လောက်ရှိနေရလဲဆိုရင်30နဲ့မှာခွန်ဟုတ်ပြီနော်အဲ့တော့30ခွန်တော့ဒီဘာလို့မလဲဆိုရင်တဝက်ဝက်မယ်ဟုတ်ပြီနော်အဲ့36ဆိုလို့ရှိရင်18နဲ့4ရ36ဆိုတော့30ခွန်ဆိုတော့18ခွဲ30လို့လေးရမယ်အဲ့တော့ရလာတဲ့ကောင်လေးတန်ဖိုးမှာတော့ဒီအပေါ်လေးကိုလာပြီးတော့ထောင်တက်လာမယ်လို့ညင်းလေးတစ်ခုတောင်းမှန်ဖြစ်ရမယ်နော်ဒီကောင်နဲ့ဒီကောင်တောင်းမှန်လေးကုန်ဖြစ်နေရမယ်ဟုတ်ပြီနော်အဲ့လိုဖြစ်နေတဲ့ကောင်မှတော့ဒီ level တန်ဖိုးအတိုင်းပြန်ပြီးတော့ထောင်တယ်မယ် level တန်ဖိုးကဘယ်လောက်လဲဆိုရင်9မရှုပ်သွားနဲ့နော် level တန်ဖိုးကဘယ်လောက်လဲဆိုရင်9ဒီ level တန်ဖိုးလေးကဘယ်လောက်လဲဆိုရင်9ဆိုတော့ဒီ level တန်ဖိုးလေးကတော့က A လို့သတ်မှတ်ထားလို့ရှိရင်အဲ့ဒီ A ရဲ့တန်ဖိုးလေးကိုလည်းဒီနားလေးမှာ A ဆိုတဲ့အတိုင်းအတာလေးပြန်ပြီးတော့မှတ်လိုက်တာဟုတ်ပြီနော်မှတ်လို့ပြီးသွားပြီဆိုလို့ရှိရင်9ဆိုတဲ့အမှတ်လေးညမှာတော့အမှတ်လေးမှတ်ထားလိုက်မယ်မှတ်ပြီးသွားလို့ရှိရင်ဘာကိုလာကြည့်မလဲဆိုရင်လေချက်ဟုတ်ပြီနော်ဒီကလေချက်ရဲ့တန်ဖိုးနဲ့ကုတ်ခါရဲ့တန်ဖိုး38နဲ့ခြားနာခြင်းဆိုတော့နှုတ်ပြရမယ်ကုတ်ခါက38လေချက်က36သူတို့နှစ်ခုခြားနာနေရဘယ်လောက်กว่าနေရလဲ2กว่าနေရဟုတ်ပြီနော်2กว่าနေရဆိုရင်အဲ့ကုတ်ခါလေချက်ခြားနာခြင်းရဲ့တဝက်လို့ပြောလို့2ရဲ့တဝက်ကဘယ်လောက်လဲ1ဟုတ်ပြီနော်ကုတ်ခါလေချက်ခြားနာခြင်းရဲ့တဝက်ဒီဘယ်လောက်လဲ1ဟုတ်နော်ကိုကကုတ်ခါနဲ့လက်ချက်ခြားနာခြင်းက3ရှိနေတယ်ဆိုရင်ဒီ11အမှတ်ကနေအပေါ်ကိုနောက်ထပ်1.5တဝက်ပြန်တက်ပြရမယ်အခုကကျွန်တော်ဒီကုတ်ခါနဲ့လက်ချက်ခြားနာခြင်းကဘယ်လောက်လဲ2အဲ့တော့2ရဲ့တဝက်ကဘယ်လောက်လဲ1ဆိုတဲ့အမှတ်လေးကိုအပေါ်ပြန်ပြီးတော့တက်ပြလိုက်မယ်โอเคအဲ့တက်လိုက်တဲ့အမှတ်လေးနဲ့ဘယ်နဲ့လာပြီးတော့ဆက်ထားမလဲဆိုလို့ရှိရင်ပခုံးနဲ့လာပြီးတော့ဆက်ထားလိမ့်မယ်ကျွန်တော်တို့ခုနဆွဲထားတဲ့11 take လေးနဲ့လာပြီးတော့လို့ဆက်ပါအဲ့တော့ဒီမှာ level ထိပ်နဲ့လာပြီးဆက်တဲ့အခါမှာပခုံးတစ်ချမ်းစနစ်ခွဲတွေဘာမှမဟုတ်သေးဘူးเนาะဒီတိုင်းနိုင်ပဲမိထားမယ်ဒီပခုံးတစ်ချမ်းကိုနောက်ချမ်းမဲ့လုံးဝမသုံးသေးဘူးเนาะပခုံးညှိပြီးသွားတဲ့အခါမှာနောက်ချမ်းကိုလာပြီးတော့အစားကျမယ်အခုလုံးလုံးစင်မှာတော့တို့ဒီကြောကျဲတန်ဖိုးကိုသတ်မှတ်လိုက်တယ်ကြောကျဲတန်ဖိုးကနေပြီးတော့ level တန်ဖိုးအပေါ်တက်လိုက်တယ်level တန်ဖိုးအပေါ်တက်ပြီးသွားတဲ့အခါမှာကုတ်ခါလေချက်ခြားနာချင်းရဲ့တဝက်ဆိုတဲ့အမှတ်လေးကိုအပေါ်ပြန်တက်တယ်တက်လိုက်တဲ့အခါနဲ့တက်လိုက်တဲ့ point နဲ့ level take က point လေးနဲ့လာပြီးတော့မြင်ဆွဲလိုက်တယ်ဆွဲလိုက်တဲ့အခါမှာပခုံးတစ်ချမ်းဆိုတဲ့တန်ဖိုးလေးကိုအစားသွင်းခြင်းမရှိသေးဘူးရမယ်လို့ထင်တယ်เนาะအဲ့တော့ဒီပေါ်မှာဘာတန်ဖိုးလေးပြီးသွားပြီလဲဆိုလို့ရှိရင်အပေါ်ပိုင်းရှေ့နောက်ချမ်းရဲ့အပေါ်ပိုင်းတန်ဖိုးလေးဆွဲလို့ပြီးသွားပြီအဲ့ဆိုရင်တော့နောက်ချမ်းရဲ့ခါပိုင်းတစ်ချက်သွားမယ်ခါကိုသွားဖို့ရန်အတွက်ဆိုလို့ရှိရင်ဒီတန်ဖိုးလေးနဲ့ဒီတန်ဖိုးလေးနဲ့တော့ဒီတဝက်ဝက်ကြည့်လိုက်မယ်ဟုတ်ပြီเนาะတဝက်ဝက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူရှိနေတာက20ခွဲဆိုတော့10ခွဲ2.5 1.25 အဲ့ဒီနေရာလေးတော့ကတောင်းမှန်လေးဆွဲလိုက်မယ်အဲ့တော့ရှင်မြင်းအထစ်ကိုလာပြီးတော့ထိပြီးတော့ဆွဲထားလိုက်မယ်เนาะလိုလေးဆွဲထားလိုက်ဒီကောင်လေးကလည်း10ခွဲဖြစ်ရမယ်โอเคဖြစ်10.25ပေါ့เนาะအဲ့လိုဖြစ်ရမယ်ဖြစ်လို့ပြီးသားပြီဆိုလို့ရှိရင်ဒီကနေပြီးတော့အောက်ကိုကျတော့ဒီဘယ်လောက်လဲဆိုလို့ရှိရင်တို့နှစ်ခုရဲ့တဝက်စနစ်ဆိုတော့6အဲ့တော့ဒီကောင်လေးဒီအောက်ကိုဘယ်လောက်ကျနေရမလဲဆိုလို့ရှိရင်6ဆိုတဲ့တန်ဖိုးလေးကျနေရမယ်โอเคလိုလေးရနေပြီဆိုလို့ရှိရင်တော့ဒီမှာတန်ဖိုးလေးလာပြီးတော့ကြည့်တော့မယ်ကြည့်တဲ့အခါမှာခါတန်ဖိုးလေးကဘယ်လောက်ဖြစ်ရမလဲဆိုတော့ဒီ18ခွဲရှိရမယ်ဟုတ်ပြီနော်18ခွဲရှိရမယ်ဆိုတော့ဒီတန်ဖိုးလေးတိုင်းလိုက်တဲ့အခါမှာကျွန်တော်လိုချင်နေတာကဘယ်လောက်ရှိနေရလဲ20
20ခွဲဖြစ်နေရပေါ့နော်20ခွဲနဲ့18ခွဲဆိုတော့ဘယ်လောက်လဲ2กว่าနေရကွာနေတဲ့2ဆိုတော့ကျွန်တော်ဒီဟိုဘက်ကို1ဒီဘက်ကိုဘယ်လောက်လဲ1ဆိုတဲ့ point လေးကိုမှတ်လိုက်မယ်အဲ့တော့တယောက်နဲ့တယောက်ကတူချင်မှတူလိမ့်မယ်ပြီးသွားရင်ကျွန်တော်ကဒီမှာ ဆော့ပင်လေးနဲ့ဆွဲထားဖြစ်တဲ့ကြောင့် point လေးကတော့နည်းနည်းလေးကွာကောင်းကွာနိုင်တယ်เนาะခဲတဲ့နဲ့ဆွဲလို့ရှိရင်ဟုတ်ပြီเนาะအဲ့တော့ဒီမှာ20ခွဲရှိတဲ့အတိုင်းအတာလေးကဘယ်လောက်လဲ20ခွဲ20ခွဲဆိုတော့ဒီမှာလူချင်းတဲ့တန်ဖိုးလေးက20ခွဲလူချင်းတဲ့တန်ဖိုးက18ခွဲနှုတ်လိုက်တဲ့အခါမှာဘယ်လောက်လို့လဲ2အဲ့2လေးကိုတော့ဒီမှာနှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခါမှာပြန်တိုင်းလိုက်တဲ့အခါမှာ18ခွဲဆိုတဲ့တန်ဖိုးလေးပြန်ရလာလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုလေးရလာပြီဆိုလို့ရှင်တော့ဒီတချို့ကကြလဲဒီတောက်ထိတ်မှတ်လေးကိုတင်ပါဒီဘေးမှာရှိနေလို့ဘေးကိုရွှေ့တယ်ပေါ့နော်ဘယ်လောက်ရွှေ့လဲဆို1ရွှေ့တယ်ကျွန်တော်တို့အဲ့လိုမရွှေ့တော့ဘူးရွှေ့လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကွန်ပျူတာမှာစမ်းကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးပတန်လိမ်လို့ပေါ့နော်အဲ့ဒါကြောင့်မလို့တော့မရွှေ့တော့ဘဲနဲ့ရွှေ့လိုက်ဟိုဘက်1ရယ်ဒီဘက်1ရယ်ကိုဒီတိုင်းတိုင်းလေးပဲသတ်မှတ်ထားတယ်โอเคအဲ့တော့ဒီအောက်ပိုင်းတန်ဖိုးလေးကဒီလိုပြီးသားပြီဟုတ်ပြီနော်โอเคအဲ့လိုပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ပခုံးဆွဲနေတဲ့ဟာလေးကိုတစ်ချက်ပြန်ပြောကြည့်ရမယ်အဲ့တော့ပခုံးဆွဲပြီးသားရင်တော့ဒီနောက်ချက်မှာပါလေးဆွဲရမလဲဆိုရင်ဂျိုင်းပေါက်လေးဖောက်လိုက်တော့မယ်အဲ့တော့ခဲတဲ့နယ်ပဲအရင်ဖောက်ထားမယ်ဂျိုင်းပေါက်မဖောက်ခင်မှာဆိုလို့ရှိရင်လည်းဒီရတက်လာတဲ့အကွေးလေးကိုရှေ့ချမ်းမှာဆွဲခဲ့တယ်လို့ပဲတောင်းမဲ့မြင်နေလာပြီးတော့ရှာလိုက်မယ်အဲ့လိုလေးရှာလိုက်မယ်ပြီးသားပြီဆိုလို့ရှိရင်တော့ cap လေးနဲ့လာပြီးတော့ white တော့โอเคလိုလေးဝိုက်ထားလိုက်မယ်အဲ့တော့ဒါကနောက်ချမ်းရဲ့ကြိုင်ဒီကောင်ကရှေ့ချမ်းရဲ့ကြိုင်ဟုတ်ပြီနော်နောက်ချမ်းရဲ့ကြိုင်တံမိုးလေးလည်းလိုပြီးသွားပြီအဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအပေါ်ထစ်ပါတယ်နော်ဒီပကုံးစုံမှတ်ထားတဲ့ point ထစ်ပါတယ်လိုလေးရပြီအဲ့ရလာတဲ့တံမိုးလေးကိုတော့ဗာလေးလုံးမလဲဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်ဂျိုင်းတံမိုးပက်လဲလာပြီးတော့တိုင်းတော့မယ်အဲ့တော့နောက်ချမ်းလည်းပြီးပြီရှေ့ချမ်းလည်းပြီးပြီဆိုတော့ဒီဂျိုင်းတံမိုးလာပြီးတော့တိုင်းတော့မယ်ဟုတ်ပြီနော်အဲ့တော့ဂျိုင်းတံမိုးလာပြီးတော့တိုင်းတဲ့အခါမှာတော့တစ်ချက်ကြည့်လိုက်အောင်ဒီဂျိုင်းတံမိုးလေးလာပြီးတော့point လေးထောက်မယ်ပြီးရင်ဗီဒန်လေးနဲ့တိုင်းမယ်စင်တီနဲ့ပဲတိုင်းရမယ်နော်ဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်တော့ရဲ့ဂျိုင်းတန်ဖိုးက19ခွဲရှိတယ်နောက်ချမ်းရဲ့တန်ဖိုးဒီဘယ်လောက်ရှိနေရလဲဆိုရင်19ခွဲဟုတ်ပြီနော်အဲ့တော့ရှေ့ချမ်းရဲ့တန်ဖိုးလေးပြန်ပြီးတော့တစ်ချက်သွားတိုင်းလိုက်ဒီမှာကဘယ်လောက်ရှိနေရလဲဆိုရင်22ခွဲအဲ့တော့သူတို့တန်ဖိုးလေးကိုတော့ပေါင်းကြည့်လိုက်မယ် 0.5 ဆိုတော့ကြတော့0ဆိုတော့ဒီပေါ်1တင်တော့20 4ဆိုတော့ဒီပေါ်1တင်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့1တင်လိုက်တဲ့အခါမှာဒီမှာ20ဆိုတော့40နဲ့မှ2ရမယ်ဟုတ်ပြီနော်42ရမယ်အဲ့တော့42ရလာပြီဆိုလို့ရှိရင်တော့ဒီဂျိုင်းတန်မိုးလေးကိုခန္ဓာကိုယ်မှာတိုင်းခဲ့တဲ့ဂျိုင်းတန်မိုးလေးတစ်ချက်သွားပြီးတော့ကြည့်လိုက်မယ်အဲ့ဂျိုင်းတန်မိုးကြည့်လိုက်တဲ့အခါမှာဒီမှာ40ရှိနေဟုတ်ပြီနော်40ရှိနေဆိုတော့ကျွန်တော်ကဒီမှာရှင်တန်ဖိုးဘယ်လောက်ပေါင်းခဲ့ရလဲဆိုရင်4ပေါင်းနဲ့ခါကို2ပေါင်းနဲ့တင်ကို4ပေါင်းနဲ့အဲ့တော့ရှင်ကို4ပေါင်းထားကျွန်တော်ဂျိုင်းတန်ဖိုးလည်းသူရမရောမတင်3ပေါင်းလိုက်မယ်ဂျိုင်းကို3ပေါင်းလိုက်တဲ့အခါမှာဘယ်လောက်ရလာမလဲဆိုရင်43ဆိုပြီးတော့ရမယ်အဲ့တော့ကျွန်တော်တို့အခုဆွဲလိုက်တဲ့ဂျိုင်းကြီးကဘယ်လောက်ဖြစ်နေရလဲဆိုလို့ရှိရင်40နဲ့မှ2ဖြစ်နေရဟုတ်ပြီနော်လူကျင်တာက43လူကျင်တာ43ဖြစ်တဲ့အကြောင်းမို့သူ့ကိုလာပြီးတော့ကစားမယ်အဲ့တော့ကစားမယ်ဆိုလို့ရှိရင်တော့ဒီဂျိုင်းတန်ဖိုးကိုအခုကလူကျင်တာကျေကျင်တာဂျိုင်းကိုကျေကျင်တာဖြစ်တဲ့အကြောင်းမို့လို့ဒီရှင်မင်းတွေကိုအောက်ကိုလာပြီးတော့ချလိုက်မယ်ဟုတ်ပြီနော်ချလိုက်မယ်နော်ကျေကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျိုင်းကြီးကိုအပြင်ကိုဒီလိုဆွဲချက်လိုက်လို့မရအောင်နော်ဒီလိုဆွဲချက်လိုက်လို့မရချက်လိုက်လို့ရှင်တန်ဖိုးကလာပြီးတော့ကျေပါမယ်အဲ့တော့ရှင်တန်ဖိုးလည်းမကျေချင်ဘူးဆိုတော့ဒီအောက်ကိုတောင်းမှပြန်ဆင်းရမယ်ဘယ်လောက်ပြန်ဆင်းရမလဲဆိုလို့ရှင်ဟိုဘက်ကို 0.5 ဟုတ်ပြီနော်ဒီဘက်ကိုလည်း 0.5 ဆင်းလိုက်မယ်0.5ဒီလိုဆင်းလိုက်မယ်ဆင်းလိုက်တဲ့အမှတ်လေးကအဲ့တော့မှဟိုဘက် 0.5 ဒီဘက် 0.5 ဆိုတော့လူနေတာက40ကျွန်တော်ရှိနေတာက42လူကျင်တာက43ဆိုတော့1กว่าနေတာဟိုဘက် 0.5 ဒီဘက် 0.5 ဆင်းလိုက်တော့43ဆိုပြီးတော့ပြန်ရသွားလိမ့်မယ်အဲ့ဒီတော့မှလာတော့ဒီ join လေး origin နဲ့အမှန်ပြန်ပြီးတော့ရလာလိမ့်မယ်အဲ့တော့အောက်ကိုဆင်းထားတဲ့အမှတ်လေးကိုတော့တို့က join လေးလိုတိုင်းထားလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်အောက်ကိုဆင်းထားတဲ့အမှတ်လေးလိုလေးပြန်ပြီးတော့ဝိုင်းလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်ရှေ့ချမ်းမှန်နဲ့ 0.5 ဆင်းထားတဲ့ကောင်လေးနဲ့ဒီအကောင်လေးနဲ့လာပြီးတော့ဝိုင်းလိုက်မယ်โอเคဒီလေးရလာလိမ့်မယ်အဲ့တော့နော်ရီရဲ့ဂျိုင်းလေးကဒီလိုလေးရသွားပြီရသွားပြီဆိုလို့ရှိရင်ဒီပေါ်ကိုလည်း9လေးလို့ဆွဲထားလိုက်မယ်
အဲ့တော့ဒိုင်းတန်ဖိုးပြန်တိုင်းလိုက်တဲ့အခါမှာတော့ဒီဘယ်လောက်ပြန်ရမလဲဆိုရင်43ပြန်ရမယ်အဲ့အတွက်ကြောင့်မလို့တော့ဒီမှာတစ်ခါနဲ့ပြန်တိုင်းကြည့်လိုက်မယ်အောက်ကိုကျသွားတဲ့အမှတ်ကနေပြီးတော့ဒီမှာဘယ်လောက်ရှိသွားပြီလဲဆိုရင်တော့ဒီ20ဖြစ်သွားပြီနောက်ချမ်းရဲ့ဒိုင်းတန်ဖိုးလေးကတော့ဒီဘယ်လောက်ဖြစ်သွားပြီလဲဆိုလို့ရှိရင်20ဖြစ်သွားပြီဒီကောင်လေးကနောက်ချမ်းရဲ့ဒိုင်းတန်ဖိုးလေးက20ရှေ့ချမ်းရဲ့ဒိုင်းတန်ဖိုးလေးသွားတိုင်းကြည့်လိုက်မယ်ဘယ်လောက်ရှိနေလဲဆိုရင်တော့ဒီ20နဲ့မှ3ရှိနေတယ်အဲ့တော့23ရှိနေဆိုလို့ရှင်ပေါင်းလိုက်လို့ရှင်ဘယ်လောက်ပြန်ရမလဲ40နဲ့မှ3ပြန်ရလာလိမ့်မယ်ဂျိုင်းကို3ပေါင်းထားတဲ့အဖြစ်ဟုတ်ပြီနော်အဲ့တော့ဒီဂျိုင်းလည်းအကုန်လုံးချိန်လို့ပြီးသွားပြီဂျိုင်းချိန်လို့ပြီးသွားပြီဆိုလို့ရှင်တော့ဒီပခုံးလာပြီးတော့ဘာလို့တော့မလဲဆိုရင်ချိန်တော့မယ်ဟုတ်ပြီနော်အဲ့တော့ပခုံးလာပြီးတော့ကစားကြည့်ကြအောင်အဲ့တော့ပခုံးလာပြီးတော့ချိန်တော့မယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီပခုံးမြင်းလေးကိုတော့ဒီဘာလို့လိုက်မလဲဆိုလို့ရှိရင်အပေါ်ကိုတောင်းမှန်လာပြီးတော့ဆွတ်တက်လိုက်မယ်ဟုတ်လေဆွတ်တက်ပြီးတော့ဘယ်လောက်အပေါ်ကိုသွားမလဲဆိုရင်ဒီပခုံးအစွန်းလေးကနေပြီးအပေါ်ကိုတော့ဒီ 1.5 သွားမယ်ဟုတ်ပြီနော် 1.5 အဲ့ 1.5 သွားထားတဲ့မြင်းမှာတော့ဒီတောင်းမှန်မြင်းလေးဆွဲထားမယ်ဟုတ်ပြီနော်တောင်းမှန်မြင်းလို့ဆွဲထားတဲ့ကောင်ပေါ်မှာဒီပခုံးကနေလှမ်းတန်းလိုက်ရင်12ခွဲဆိုတဲ့နေရာကိုအမှတ်လာပြီးတော့မှတ်တော့မယ်နော်12ခွဲဆိုတဲ့အမှတ်လေးကလာမှတ်လိုက်မယ်မှတ်လိုက်တဲ့အခါမှာဒီအပြင်ကိုထွက်တယ်ပေါ့နော်အခုတောင်းမှန်ဆွဲထားတဲ့ဒီ y1u အတိုင်း line လေးရဲ့အပြင်ဘက်ကိုလာပြီးတော့ထွက်တယ်ဟုတ်ပြီနော်အဲ့လိုမျိုးလာပြီးတော့ထွက်တယ်အဲ့တော့ထွက်လိုက်တဲ့အမှတ်လေးနဲ့တော့ဒီအမှတ်လေးနဲ့လာပြီးတော့ပြန်ပြီးတော့ဂျိုင်းပြန်ပြီးတော့အစ် white တော့မယ်အဲ့တော့ဒီ center အမှတ်လေးနဲ့ဒီက 0.5 ယူထားတဲ့ဟာလေးနဲ့လာပြီးတော့ဂျိုင်းလေးဝါလိုက်မယ်โอเคအဲ့တော့နောက်ချမ်းမယ်ကတော့ဘာလို့လိုက်တာလဲဆိုရင် 1.5 cm အကုန်လုံးဂျိုင်းလေးကိုက်ပြီဆိုတော့ကျမှပခုံးတန်မိုးလေးကိုအပေါ်ကိုတင်လိုက်တယ်ဟုတ်ပြီနော်ပခုံးတန်မိုးလို့တင်လိုက်တယ်အဲ့တော့ 1.5 တင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒီရှေ့ချမ်းမယ်ဗာပြန်ချပေးရမလဲ 1.5 ပြန်ပြီးတော့ချပေးရမယ်ဟုတ်ပြီနော်ဒီ 1.5 ပြန်ပြီးချလိုက်တဲ့အခါမှာဆိုရင်ဒီချလိုက်တဲ့ကောင်နဲ့ဘယ်နဲ့လာပြီးတော့ဆက်မှာလဲဆိုလို့ရှိရင်ဒီရှေ့ချမ်းရဲ့ဟာလေးပခုံးတောက်လေးကိုဒီထပ်လိုက်မယ်ထပ်ပြီးတော့မှဒီကထပ်လိုက်တဲ့ကောင်လေးနဲ့ဒီက 1.5 ချထားတဲ့ကောင်လေးနဲ့တော့ဒီ line လေးလို့ဆွဲလိုက်မယ်အဲ့တော့ line ဆွဲလိုက်တဲ့ကောင်လေးကအမှန်ဖြစ်သွားပြီအဲ့တော့အပေါ်ကပခုံးလေးကတော့ဒီအမှားဖြစ်သွားပြီโอเคရမယ်လို့ထင်တယ်ဒီပခုံးလေးကကျတော့ဒီနောက်ချမ်းမှာပခုံးကအပေါ်မြင့်တက်သွားတယ်ရှေ့ချမ်းမှာပခုံးလေးကအောက်ကိုကျသွားတယ်ဆိုတဲ့တန်ဖိုးလေးလို့ရလာလိမ့်မယ်ဟုတ်ပြီနော်ရလာပြီဆိုလို့ရှိရင်ဒီတောက်တန်ဖိုးလေးတော့ဒီကစားရမယ်နော်တောက်တန်ဖိုးလေးကိုကစားတဲ့အခါမှာဒီမှာဆိုလို့ရှိရင်တော့ဒီ12ခွဲဆိုတဲ့ဟာရဲ့တဝက်တနည်းအားဖြင့်12ခွဲရဲ့တဝက်က 6.25 နောက်ချမ်းရဲ့ပခုံးတဝက်အဲ့ဒီပခုံးတဝက်ကနေပြီးတော့တို့ရဲ့ဒီဘက်အမှတ်လေးကိုလာပြီးတော့ဆက်မယ်ပေါ့နော်အဲ့တော့လာပြီးဆက်တဲ့အခါမှာတချို့နေရာကြတော့ဒီဘက်ပခုံးတောက်ကနေလာဆက်တာဒီဘက်တောက်အစွန်ဆုံးကနေလာဆက်တာရှိတယ်လို့တချို့ကတောက်အလယ်ကနေဆက်တာရှိတယ်ဟုတ်ပြီနော်ဟိုဘက်အစွန်ဆုံးကနေလာပြီးတော့လူလေးဆက်လိုက်မယ်ပြီးရင်ဒီလိုတဝက်ကနေပြီးတော့လူလေးသွားလိုက်မယ်အဲ့တော့ရှင်မြင်းနဲ့ဒီမှာဆိုလို့ရှိရင်ရှင်မြင်းနေရာမှာ point လေးထောက်ထားမယ်အဲ့ point လေးနဲ့တော့ကဒီကတောင်းလေးနဲ့လူလာပြီးတော့ဆက်တယ်โอเคလူလေးဆက်တယ်အဲ့တော့သူ့ရဲ့နေရာတောက်ကအဲ့လိုအပေါ်ကိုရှိုင်းနေပေါ့နော်အဲ့တော့တခြားနည်းရင်တော့ Helen Joseph International လက်မညီလို့ပါလို့ဆိုရင်တော့သူတို့တောက်တူဒီလိုသိမရှိုင်းကြဘူးပေါ့နော်ဒါပေမဲ့ဒီထိုင်းစင်တီမီတာနီးမှာတော့ကျွန်တော်သင်ရတာတော့သူတို့တောက်တူဒီလိုလေးရှိုင်းပေးထားရပါတော့လူလေးရှိုင်းနေအဲ့တော့ computer မှာတော့ simulation run ကြည့်တဲ့အခါကြာလို့ရှိရင်တော့ pixar ကဒီဘက်ကစောင်းသွားတဲ့ဆိုရင်လာတွန့်နေပေါ့နော်အဲ့တော့ဒါတော့သူ့ရဲ့ main pattern မှာရင်စောင်းတာဖြစ်လို့လည်းတော့အစောင်းတိုင်းပဲလို့ဆွဲပြထားလိုက်မယ်နော်ပြီးရင်တချို့ကကြတော့ဒီရှင်မြင်းအတိုင်းပဲတောက်ကိုဒီချစ်တက်တယ်တချို့ကကြလည်းဒီပေါ် 2.5 လောက်တင်ပြီးတော့ဆွဲတယ်2.5 လောက်တင်လိုက်တဲ့ဆိုရင်ရင်တန်မိုးလေးကနည်းနည်းကျုံသွားတယ်ပေါ့နော်အဲ့တော့နိုင်ရင်တန်မိုးကျုံမှာဆိုလို့ဒီလောက်တင်ပဲဆွဲထားလိုက်မယ်ဟုတ်ပြီနော်အဲ့လိုဆွဲလို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီတောက်တီဒီအကုန်လုံးမှန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တောက်တီကိုလည်း line နဲ့ဆွဲလိုက်တော့မယ်โอเคလို့လေးရပြီ
ဒီမှာဆိုလို့ရှိရင်ဒါနော်နောက်ချမ်းပတ်တန်ဆွဲလို့ sorry နောက်ချမ်းပတ်တန်ဆွဲလို့မပြီးသေးဘူးเนาะဒီမှာပါချန်သေးတဲ့ဆိုရင်တင်ဟာတွေကိုအစားသွင်းအောင်ပဲပေါ့နော်အဲ့တော့တင်ပတ်လေးကိုအစားပြီးတော့သွင်းတော့မယ်ဆိုလို့ရှိရင်နောက်ချမ်းရဲ့တင်တန်မှုလေးကိုတော့သွားကြည့်မယ်အဲ့တော့နောက်ချမ်းရဲ့တင်တန်မှုလေးကဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်တွက်ပြီးသားကိုယ်တိုင်းလေးမှာဘယ်လောက်ရှိနေရလဲဆိုရင်26.25အဲ့ကောင်လေးလာပြီးတော့တိုင်ရမယ်အဲ့တော့တင်တန်မှုလေးတစ်ချက်ကြည့်မယ်26.25ဆိုတဲ့နေရာလေးကိုမှတ်ပြီးသားပြီဆိုလို့ရှိရင်ဒီနေရာလေး okay လို့မှတ်လိုက်ပြီမှတ်လို့ပြီးသားရတယ်တော့ဒီအဲ့နေရာလေးနဲ့ခါးနဲ့ကိုပြီးခွေးနဲ့လာပြီးတော့ white တော့မယ်လို့ကတ် white တော့မယ်ဟုတ်နော်ကတ် white တဲ့ခါမှာလို့အဖုအထစ်ကြီးတွေကြီးတအား white ဆရာဒီလောက်အထစ်ကြီးတွေကြီး white ဆရာမလိုဘူးပေါ့နော်အဲ့တော့လူခန္ဓာကိုယ်ပေါ်မှာလည်းမူတည်ပြီးရပေါ့နော်သူရဲ့ကြောအလယ်မှာဘယ်လိုပုံစံရှိနေရလဲပေါ့မူတည်ပြီးတော့ fake ကတ်ကိုကင်သွားမယ်ပေါ့နော်အဲ့တော့ဒီက cat အကြီးဖြစ်တဲ့ကြောင့်မလို့တို့ချိန်တဲ့အခါမှာခဲတဲ့အနေနဲ့ဆွဲလိုက်မယ်ဆွဲလို့ပြီးသွားမှတော့ bike ကိုပြန်စစ်လိုက်မယ်စစ်လို့ရလာတဲ့တန်ဖိုးမှာတို့ဒီဘာလို့လိုက်မလဲဆိုလို့ရှိရင်အမှန်ပြန်ပြီးတော့ချိန်မယ်ပေါ့နော်โอเคအဲ့တော့ကြောင့်မလို့ဒီ line လေးကိုနော်တောင်းမှန်လေးနဲ့အပေါ်ပြန်ဆွဲထားလိုက်မယ် guideline အပီခွေးအပြင်ကိုထွက်သွားမှာဆိုလို့နော်အပီခွေးကအခုဆွဲလိုက်တဲ့အခါမှာဒီ line နဲ့ဒီ line ရဲ့အတွင်းထဲကိုပဲရှိနေရမယ်အတွင်းထဲမဟုတ်ဘဲနဲ့အပြင်ဘက်ကိုရောက်သွားလို့မရဘူးโอเคဒီနေထားလေးတိုင်းတော့ခဲတံလေးနဲ့ပဲဆွဲလိုက်ပြီးရလာပြီဆိုလို့ရှိရင်တော့ဒီနောက်ချမ်းပတ်တန်လည်းပြီးပြီရှေ့ချမ်းပတ်တန်လည်းပြီးပြီဆိုတော့ပတ်တန်ချက်ကပတ်တန်ပြန်ပြီးတော့စစ်တော့မယ်ပေါ့နော်အဲ့ပတ်တန်ပြန်ပြီးတော့စစ်တော့မယ်ဆိုလို့ရှိရင်တော့ဒီ byte တန်ဖိုးလေးတစ်ချက်ကြည့် byte တန်ဖိုးလေးကဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်90နဲ့မှ4ရှိနေတာတပတ်လေလုံးเนาะအဲ့တော့တို့ဒီမှာနောက်ချမ်းနဲ့ရှေ့ချမ်းဆိုတော့တဝက်ဆွဲထားတယ်အဲ့တော့94တဝက်ရှိရမှာပေါ့နော်အဲ့တော့တဝက်ရှိရမယ်ဆိုတော့ဒီရင်ခါတင်မှာရင်ကိုတော့4ပေါင်းနဲ့ခါကို2ပေါင်းနဲ့တင်ကိုတော့4ပေါင်းနဲ့ဆို byte ကိုဘယ်လောက်ပေါင်းပြီးတော့ဆင်ပါလဲဆိုရင် byte ကို3ပေါင်းပြီးတော့ဆင်မယ်အဲ့3ပေါင်းပြီးဆင်လို့ရှိရင်94ကို3ပေါင်းတဲ့အခါမှာတို့တန်ဖိုးလေးကဘယ်လောက်ရလာမလဲဆိုလို့ရှိရင်90နဲ့မှ9ရရမယ်ဟုတ်ပြီနော်အဲ့တော့အဲ့99ရမရတော့ဆက်ပြီးတော့ချိန်ကြည့်မယ်အဲ့တော့စပြီးတော့တိုင်းမယ်ဒီ byte ဆိုတဲ့မြင်းလေးမှာစပြီးတော့ပြန်တီးမယ်တင်ပြီးသားတဲ့ခါမှာဒီမှာတောက်ကိုတွေးပြီးတောက်တွေးလာတဲ့အမှန်လေးမှလို့ဒီခက်တံလေးထောက်ခဲ့ဒီဘက်တောက်ကိုကြော်လိုက်မယ်ဟုတ်ပြီနော်ကြော်ပြီးသားဒီနောက်လာတိုင်းမယ်လာတိုင်းလိုက်တဲ့အခါမှာဒီဘက်နေရာလေးကိုကျွန်တော်တို့ခက်တံလေးနဲ့အမှန်မှတ်ခက်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ24 25ကို20ရုပ်โอเคအဲ့တန်မို့ပြီးသားပြီဆိုလို့ရှိရင်ဒီတန်မိုးလေးလာကြည့်လိုက်မယ်39နှစ်โอเคကိုဘယ်လောက်ရလာလဲဆိုလို့ရှိရင်40နဲ့မှခွန်နော်40ခွန်40ခွန်တသမခွန်ရှိတယ်ပေါ့နော်အဲ့တော့40ခွန်တသမခွန်အဲ့တော့နိုးဆွဲထားတာကတချမ်းစာဆိုတော့2နဲ့မြောက်ပြလိုက်မယ်အဲ့တော့2နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်2ခွန်လေး14တစ်တင်2ခွန်လေး14ဆိုတော့15တစ်တင်2လေး8တစ်နဲ့ပေါင်းတော့9အဲ့တော့ဒီမှာရှိနေတဲ့တန်ဖိုးလေးက95.4ပဲရှိတယ်အဲ့တော့ဒီတန်ဖိုးလေးကတော့ဒီ95.4လိုချင်တာကဘယ်လောက်ထိလိုချင်တာလဲဆိုလို့ရှိရင်တော့ဒီ90ခွန်လိုချင်တာအဲ့တော့သူတို့ရဲ့ဌာနချင်းကိုသွားနှုတ်ကြည့်လိုက်မယ်အဲ့တော့90နဲ့မှ9ထဲက95.4ကိုနှုတ်လိုက်မယ်အဲ့တော့ဒီမှာကတော့ဒီ 0.6 ကျန်မယ်ဒီမှာ6ဆိုတော့1ကျန်မယ်အဲ့တော့ 1.6 ဟုတ်ပြီနော်တလက်မနဲ့sorry တလက်မဖြစ်တဲ့ 1.6 ဆိုတော့ 1.6 cm ချဲဖို့လိုအပ်နေရပါတော့ 1.6 cm ချဲဖို့လိုအပ်နေအဲ့တော့ချဲဖို့လိုအပ်နေရဖြစ်တဲ့ကြောင့်တော့ဘယ်နေရာကိုသွားပြီးတော့စဉ်းစားလို့ရလဲဆိုရင်ဒီဘေးမှာချဲမလားဟုတ်နော်ဒီဘေးမှာချဲမလားတကယ်လို့ဒီဘေးမှာမချဲဘူးဆိုလို့ရှိရင်ဘယ်နေရာကိုသွားချဲမလဲဟုတ်နော်ဘေးမှာမချဲခြင်းတော့ဒီခါနေရာမှာလဲ 1.6 ဆိုတော့ 1.6 ကြီးသွားပြီးတော့တစ်ခါလေးနဲ့ 1.6 ချဲလိုက်တဲ့အခါမှာတင်မြင့်ထက်တောင် bike ကခုံးထွက်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီအညီမျှလာပြီးတော့ချက်ပေးရမယ်အဲ့တော့ချက်ပေးမယ်ဆိုလို့ရှိရင် 1.6 ကိုတော့က2နဲ့စားလို့ရှိရင် 0.8 ဟုတ်ပြီနော်အဲ့တော့ 0.8.6 ကိုဟိုဘက်ကိုရွှေ့လိုက်မယ်ဟုတ်ပြီနော်အဲ့တော့1.6 နေရာမှာ 0.6 ကိုဒီဘက်ကိုထားလိုက်မယ် 0.6 ကိုဒီဘက်ကိုရွှေ့လိုက်မယ်အဲ့တော့ byte ကိုကျတော့တလောက်ချက်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်1ကျန်တဲ့1ကိုတော့ဒီဘက်မှာ 0.5 စီထုတ်လိုက်မယ်အပြင်ဘက်ကို 0.5 ဒီဘက်ကိုလည်းတော့ဒီ 0.5 လို့လေးထုတ်လိုက်မယ်โอเคလို့လေးထုတ်လိုက်မယ်ထုတ်လို့ပြီးသွားတဲ့အခါမှာတော့ဒီ cap တွေနဲ့အကုန်လုံး file နဲ့ပြန်ပြီးတော့ y လို့ရပြီအဲ့တော့တော့ဒီ line လေးကတော့အမှန်ဖြစ်သွားပြီ sorry okay လို့လေးရမယ်ဒါကနောက်ချမ်းပြီးတော့နောက်ချမ်းမှာဒီမှာဗာလေးပြန်လုပ်လိုက်ပြီလေဆိုလို့ရှိရင်တော့ဒီ 0.5
တန်ဖိုးလေးပြန်ပြီးတော့ခိုးပြီးတော့ white ဆွဲလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာလည်းအဲ့လိုပဲတို့ 0.5 ဆိုတဲ့ဟာလေးကိုပြန်ပြီးတော့ပြင်ကိုထုတ်ပြရမယ်ပြီးသွားရင်ဒီတင်တန်ဖိုးလေးကိုလိုလေး white ဆွဲရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကထွက်လာတဲ့တန်ဖိုးလေးနော်ဒီကောင်လေးကကြတော့တို့ဒီပတ်တန်ချက်ကပြန်လုပ်တဲ့အခါမှာထွက်လာတဲ့တန်ဖိုးလေးဖြစ်တယ်ဒါစားထုတ်ပြရမှာမဟုတ်နော်အပြင်ကိုချက်ထွက်လာတဲ့တန်ဖိုးလေးလို့ပြောချင်တာโอเคရမယ်လို့ထင်တယ်အဲ့လိုပဲဒီကောင်လေးကိုတော့ရှေ့ချမ်းလည်းပြီးသားပြီနောက်ချမ်းလည်းပြီးသားပြီအဲ့တော့ရှေ့ချမ်းမှာလည်းတော့ဒီဒါလေးကိုခဲတန်လေးနဲ့ဆွဲ online ပြန်ပြီးတော့ဆွဲလိုက်လို့ရတယ်အဲ့တော့ကိုယ့်အကူဆွဲတဲ့ခါကျရင်တော့ software နေနဲ့မဆွဲနဲ့เนาะ software နဲ့ဆွဲလို့ရှိရင်တော့ point တွေကစာရွက်ကိုထိပြီးတော့ညှိုးပြီးတော့ပြတ်သွားတယ်ပေါ့နော် okay လိုလေးရလာလိမ့်မယ် okay အဲ့လိုလေးရပြီဆိုလို့ရှိရင်တော့ဒီမှာ level လေးတစ်ခါလေးနဲ့ wide လိုက်မယ်ပေါ့နော်အဲ့ level wide ဖို့ဆိုလို့ရှိရင်တော့ဒီပခုံးမြင်းဟုတ်ပြီနော်အဲ့ပခုံးမြင်းလေးကဘယ်မြင်းလဲဆိုလို့ရှိရင်ဒီအောက်ကိုရောက်နေတယ်မြင်းအဲ့မြင်းမှာတော့ဒီ guideline လေးတစ်ချက်ခေါ်ထားလိုက်မယ်နော်အဲ့ဒီမြင်းနဲ့တော့ဒီအောက်ကမြင်းလေးနဲ့လာပြီးတော့ဝိုင်းလိုက်မယ်โอเคဒီကောင်ရှိချမ်းလေးပြီဒီသားပြီဆိုလို့ရှိရင်နောက်ချမ်းအောင်လည်းလိုပဲတော့ဒီမှာ guideline လေးလာပြီးတော့ခေါ်ထားလိုက်မယ်ဒီရင်နောက်ချမ်းရဲ့ level တန်ဖိုးလေးကိုလာပြီးတော့ဝိုင်းထားလိုက်မယ်ရမယ်လို့ထင်တယ်ခုကကျတော့ထိုင်း centimeter pattern လေးဒါနောက်ချမ်းလေးပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာရှေ့ချမ်းနောက်ချမ်းဆိုတော့နောက်ပါဆွဲစရာလိုသေးလဲဆိုလို့ရှိရင်လက် pattern လေးဆွဲပြီးသွားပြီဆိုလို့ရှိရင်ထိုင်း centimeter pattern မှာအသုံးပြုနေတဲ့တို့ဒီ basic circle pattern လေးပြီးတော့မယ်ပေါ့နော်အဲ့တော့ရှေ့ချမ်းလည်းပြီးပြီပတ်1မှာရှေ့ချမ်းတင်ခဲ့တဲ့ပတ်2မှာနောက်ချမ်းနောက်ထပ်ပတ်3မှာတော့လက် pattern လေးဆွဲတာလေးကိုပြပေးမှဖြစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သိချင်တာလေးရှင်ပြီးထားလို့လည်းရပါတယ်နားမလည်တဲ့ပိုင်းလေးဆိုလို့ရှိရင်လည်း comment မှာပေးထားလို့ရရင်နော်ကျေးဇူးအများကြီးတင်ပါတယ် pattern idea ကပါ